โอเคမင်္ဂလာပါအခန်း73ကကြတော့သူက on time mancure say တို့လို့ခေါ်တဲ့ဒါရေမောင်းလိုင်စင်နဲ့ပတ်သက်တဲ့စနစ်တွေရယ်ပြီးရင်ဒါကိုစုဟန်စုခုစုကိုခု say တို့ပေါ့နော်ဒါယင်းစည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်တာတွေကိုသတိပေးတဲ့စနစ်တွေနဲ့ပတ်သက်ပြီးတော့ဒါအကျယ်တွင်ရှင်းပြထားတာပေါ့နော်ဒီအခန်း73ကကြတော့စာလည်းများတယ်ပေါ့နော်ပြီးရင်သူကမေးတဲ့ဟာတွေလည်းများတယ်အဲ့တော့ဒီမလိုတဲ့စာတွေကိုတော့ကျွန်တော်တို့ရှင်းပြမနေတော့ဘူးပေါ့နော်ဒီတတ်နိုင်နေများပေါ့နော်အမေးများတဲ့ဟာတွေကိုကျွန်တော်တတ်နိုင်နေများရှင်းပြပေးမယ်ပေါ့နော်โอเคကျွန်တော်တို့စလိုက်ကြရအောင်နော်โอเค on demand queue တော့ရှိခုမိတယ်ဒါ on demand queue ရဲ့ဖွဲ့စည်းပုံပေါ့နော်ဒါရေမောင်းလိုင်စင်ပြောရရင်တော့တနည်းပြောရင်ဒါရေမောင်းလိုင်စင်ရယူပုံရယူနည်းတွေပေါ့နော်ဒီဘောစာပိုက်ကလေးကကြတော့ရင်မောင်းတဲ့အခါမှာတဲ့လိုအပ်တဲ့ဘုဟုတ္တရနဲ့ရင်မောင်းနည်းတွေကိုမသိတဲ့သူဟာတဲ့သူကဒီလမ်းတွေပေါ်မှာပေါ့နော်လွတ်လပ်စွာရင်တွေကိုမောင်းနေခြင်းအရန်ကိုအန္တရာယ်များပါတယ်ဆိုပြီးဒါသူကရှင်းပြထားတာပေါ့နော်ဒီအောက်ကစာပိုက်လေးကကြတော့ဒါရင်မောင်းလိုင်စင်ဆိုတာပေါ့နော်ဒီရင်မောင်းနိုင်တဲ့စွမ်းရည်တွေပြီးရင်ဒီရင်မောင်းတဲ့အခါမှာလိုအပ်တဲ့ဘုဟုတ္တရတွေနဲ့ဒါမောင်းနေပုံမောင်းနေနည်းတွေကိုသတ်မှတ်ထားတဲ့အဆင့်ဒီပေါ့နော်သိရှိတဲ့လူတွေကိုဒါသူတို့သတ်မှတ်ထားတဲ့အဆင့်ကိုရောက်တဲ့လူတွေသူတို့သတ်မှတ်ထားတဲ့အဆင့်ကိုသိရှိတဲ့လူတွေကိုပဲထုတ်ပေးခြင်းသာဖြစ်ပါတယ်ဆိုပြီးသူကပြောပြထားတာပေါ့နော်နံပါတ်1ကကြတော့သူက movement cure on the not ခင်းရှိတဲ့ဒါ license မရှိဘဲရေမောင်းခြင်းကိုတားမြစ်ခြင်းပေါ့နံပါတ်1ကကြတော့ဒါလမ်းပေါ်မှာမောင်းနေတဲ့သူဟာတဲ့ရင်မျိုးစားလိုက်လိုအပ်တဲ့ license တွေကိုယူရပါမယ်တဲ့သူကဒါနံပါတ်1မှာပေါ့နော်နံပါတ်2ကကြတော့သူက license ရှိပေမဲ့ပေါ့နော်license ကိုပေါ့နော်ရပ်ဆိုင်းခံထားတဲ့အခြေအနေမှာဆိုရင်လည်းပဲဒါအဲ့လိုအခြေအနေမျိုးမှာဒါရင်မောင်းနေလို့မရဘူးပေါ့နော်ရင်မောင်းနေခွင့်မရှိဘူးဆိုတော့သူကပြောပြထားတာပေါ့နော်ဒီယောက်ကဟာလေးကကြတော့သူကဒီ movement cure on နဲ့ပတ်သက်ပြီးသူကရှင်းပြထားတာပေါ့နော်movement cure on ဆိုတာဘာလဲဆိုတော့သူကဒါရှင်းပြထားတာပေါ့သူကပြောပြထားတာဒီယောက်ကအခြေအနေတွေနဲ့ရင်မောင်းနေခြင်းဟာပေါ့နော်ဒါ movement cure ဖြစ်ပါတယ်ပေါ့နော်ဒါ license မရှိဘဲနဲ့မောင်းနေခြင်းဖြစ်ပါတယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်အောက်မှာသူကဒီအချက်6ချက်ကိုဒါရှင်းပြထားတယ်ပေါ့နော်ဒါနံပါတ်1ကကြတော့ license မရှိဘဲနဲ့ရင်ကိုမောင်းနေခြင်းပေါ့နံပါတ်2ကကြတော့ဒါတက်တန်းကုန်တဲ့ရင်မောင်း license နဲ့ရင်ကိုမောင်းနေခြင်းပေါ့နံပါတ်2ကအဲတက်တန်းကုန်သွားတဲ့ရင်မောင်း license နဲ့ရင်ကိုမောင်းနေခြင်းနံပါတ်3ကကြတော့ဒါရင်မောင်း license ဖြတ်သိမ်းခံရပြီးတဲ့နောက်ရင်မောင်းနေခြင်းပေါ့နော်ရင်မောင်း license ကိုဖြတ်သိမ်းခံရပြီးတဲ့အခြေအနေမှာကိုကရင်ကိုထပ်ပြီးတော့မောင်းတာပေါ့နော်နံပါတ်4ပေါ့နော်နံပါတ်4ကကြတော့ရင်မောင်းလိုင်စင်ပေါ့နော်ရဆိုင်ခံထိထားတဲ့အခြေအနေဒါမှမဟုတ်လဲယာယီရဆိုင်ခံထိထားတဲ့အခြေအနေမှာဒါရင်ကိုမောင်းနေခြင်းပေါ့နော်ဒီလိုအခြေအနေမှာဆိုလဲသူ movement cure ဖြစ်တယ်ပေါ့နော်နံပါတ်5ကကြတော့ license ဆောင်းပြီးပွဲဖြေတာကိုအောင်သွားပြီပေါ့နော်ဒါဆောင်းပွဲသွားဖြေတာအောင်တယ်ရေးဖြေပေါ့နော်ရေးဖြေတာအောင်တယ်အောင်ပေမဲ့ license ကိုထုတ်မပေးသေးဘူးအဲ့လိုအခြေအနေမျိုးမှာကိုကကားတက်မောင်းနေဆိုရင်လေဒါ movement cure ထဲမှာပါတယ်ပေါ့နော်များသောအားဖြင့်ဒါကျွန်တော်တို့နိုင်ငံသားတွေဆိုတာဂျပန်တွေဖြစ်ဖို့များတယ်ပေါ့နော်အိန္ဒိယလိုက်ပို့တယ်ဆောင်းမွေးဝဲအောင်သွားတယ် license ထုတ်မပေးဘူးအဲ့လိုအခြေအနေမျိုးမှာဒါရင်မောင်းနေဆိုရင်ဒါ movement cure ထဲမှာပါတယ်ပေါ့နော်နံပါတ်6ပေါ့နော်နံပါတ်6ကကြတော့ကိုရထားတဲ့ license နဲ့ဒါမကိုက်ညီတဲ့ရင်ကိုမောင်းနေခြင်းပေါ့နော်ကိုကရထားတာကအဲဖုစွတ်ပေါ့နော်ကိုမောင်းတာကကြတော့ဂျွန်းချူလည်းဖြစ်မယ်ချူကတ်တာလည်းဖြစ်မယ်ဒါမျိုးမောင်းနေဆိုရင်လည်းဒါ movement cure ပေါ့နော်ဒါ movement cure ထဲမှာပါတယ်ဆိုပြီးသူပြောပြထားတာပေါ့နော်โอเคဒီ6ချက်ကိုဒါတစ်ချက်ပြန်ရှင်းပြမယ်เนาะပထမတစ်ချက်ကကြတော့ license မရှိဘဲနဲ့မောင်းတာနံပါတ်ဒုတိယတစ်ချက်ကကြတော့နံပါတ်2ကကြတော့သူကတက်တန်းကုန်နေတဲ့ရေမောင်း license နဲ့ရင်ုံမောင်းတာအဲနံပါတ်3ကကြတော့ရေမောင်း license ဖြတ်သိမ်းခံရပြီးတဲ့နောက်မှာရင်ုံမောင်းတာနံပါတ်4ကကြတော့ဒါရေမောင်း license ကိုရပ်ဆိုင်းခံထားတဲ့အခြေအနေနောက်မှမဟုတ်လဲယာယီရပ်ဆိုင်းခံထားရတဲ့အခြေအနေမှာရင်ုံမောင်းတာနံပါတ်5ကကြတော့ဆောင်းမွေးအောင်သွားပြီးကိုယ့်လက်ထက်မှာရေမောင်း license ရောက်မလာသေးတဲ့အခြေအနေမှာရင်ုံမောင်းရင်ကိုမောင်းနေတာပေါ့နော်နံပါတ်6ကကြတော့ကိုရထားတဲ့ရင်မောင်းလိုင်စင်အမျိုးအစားနဲ့မကိုက်ညီတဲ့ဒါရင်ကိုမောင်းတာပေါ့နော်ကိုကဖုစုပ်ကိုရထားတယ်အဲ့ဒါကိုဂျွန်းချူတွေချူကတ်တာတွေအိုးကတ်တာတွေသွားမောင်းနေဆိုရင်ဒါ movement cure တွေမှာပါတာပေါ့နော်โอเคကျွန်တော်တို့ဒီဟာလေးကဒီ6ချက်တွေကတစ်ခါလေးမေးတတ်တယ်ပေါ့နော် movement cure နဲ့ပတ်သက်ပြီးတော့လည်းမေးတတ်တယ်ဒီအောက်ကဟာလေးနဲ့လည်းဒါပတ်သက်ပြီးတော့မေးတတ်တယ်ပေါ့နော်နံပါတ်2ပေါ့နော်နံပါတ်2ကကြတော့ဒီဟာလေးကကြတော့ဒါ on demand cure short တူနော်တဲ့ခဲတိုင်းတို့တေးကြည့်ပေါ့နော်ဒါရေမောင်းလိုင်စင်ကိုပေါ့နော်လက်ဝယ်ကင်ဆောင်ခြင်းနဲ့ဒါရဲရစစ်တဲ့အခါမှာထုတ်ပြတဲ့ဥစ္စာကိုဒါသူရှင်းပြထားတာပေါ့နော်နံပါတ်1ပေါ့နော်နံပါတ်1ကကြတော့ဒါရေမောင်းနေတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီရင်ကိုမောင်းနေငွေရှိတဲ့လိုင်စင်ကိုဒါအတူတူကယူရမယ်ပေါ့နော်ကိုယ်နဲ့တပါးတယ်ယူဆောင်ရမယ်ပေါ့နော်မယူလို့မရဘူးဆိုပြီးတော့သူကရှင်းပြထားတာပေါ့နော်နံပါတ်2ကကြတော့ဒါဥပဒေကိုချိုးဖောက်တဲ့အခါမှာပြီးရင်ဒါရင်းအနေဖြစ်တဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်ဒါရဲကကိုယ်ကိုရင်မောင်းလိုင်စင်ထုတ်ပြပါလို့ပြောတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒါကိုကထုတ်ပြမယ်ပေါ့နော်ထုတ်မပြလို့မရဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်အဲ့တော့သူကဒီစာပိုင်လေးမှာလည်းတစ်ခုမေးတတ်တယ်ပေါ့နော်သူကဒီနားလေးမှာဗာမေးလိုက်လဲဆိုတော့
ဒီရေမောင်းလိုင်စင်ပေါ့နော်လက်ဝယ်ကင်ဆောင်မလာခြင်းอ่ะပေါ့နော်သူကမူမန်းခေဖြစ်ပါတယ်လို့ပြောရင်ဒါမှားတယ်ပေါ့နော်သူကဒီဘက်မှာရှင်းပြထားတယ်ပေါ့နော်ရေမောင်းလိုင်စင်ဒါလက်ဝယ်ပါမလာခြင်းပေါ့နော်ဥပမာကိုကရေမောင်းလိုင်စင်အိမ်မှာမိနေခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒါဘယ်ထဲမှာပါတော့ဆိုတော့သူကဒီမှာရှင်းပြထားတယ်ပေါ့နော်ဆောင်းမွေးမှာမိတတ်တာကြတော့ဒါရေမောင်းလိုင်စင်ပါမလာဘူးပေါ့နော်အိမ်မှာမိကြံခဲ့တယ်ဆိုလို့ရှိရင်ဒါမူမန်းခေဖြစ်ပါတယ်လို့ပြောရင်ဒါမှားတယ်ပေါ့နော်သူကဒီဘက်မှာရှင်းပြထားတယ်ဒီမှာသူကရှင်းပြထားတာကဒါရေမောင်းလိုင်စင်ကိုပေါ့နော်ခဲတိုင်းဇေစုနေဆိုတာဒါယူမလာတာပေါ့နော်လက်ဝယ်ကင်ဆောင်မလာတဲ့ဒီရေမောင်းနေမှုအခြေအနေအရဆိုလို့ရှိရင်တဲ့သူကမူမန်းခေအွန်တန်တဲ့ဝနာခုတဲ့မူမန်းခေအွန်တန်မဖြစ်ပါဘူးတဲ့မဖြစ်ဘဲနေတော့ဘာဖြစ်လဲဆိုတော့ဒါမန်ခေရှော့ဘူးခဲတိုင်းတို့ EU တဲ့ကိုဆွေ EN နာရီမတ်ပေါ့နော်သူကဘာပဲဖြစ်တာလဲဆိုတော့ရေမောင်းလိုင်စင်ဒါလက်ဝယ်ကင်ဆောင်မထားတဲ့ပေါ့နော်ဒါရင်စီကန်ချိုးဖောက်မှုပေါ့နော်လန်စီကန်ချိုးဖောက်မှုပဲဖြစ်ပါတယ်ပေါ့နော်မူမန်းခေတော့မဖြစ်ဘူးဆိုပြီးတော့ပြောပြထားတာပေါ့နော်ဒီစာပိုင်လေးရဲ့အဓိပ္ပာယ်ပေါ့နော်ရဲနဲ့တွေ့တဲ့အခါမှာရဲကဒါရေမောင်းလိုင်စင်ထုတ်ပြဖို့ပြောတယ်ကိုကရေမောင်းလိုင်စင်အိမ်မှာမိနေတယ်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်သူကမူမန်းခေမဖြစ်ဘူးတဲ့ဘာပဲဖြစ်တာလဲဆိုတော့ဒီရေမောင်းလိုင်စင်ပေါ့နော်လက်ဝယ်ကင်ဆောင်မလာတဲ့ဟာပေါ့နော်ရေမောင်းလိုင်စင်လက်ဝယ်ကင်ဆောင်မလာတဲ့လန်စီကန်ချိုးဖောက်မှုပဲဖြစ်တယ်ပေါ့နော်မူမန်းခေတော့မဖြစ်ဘူးဆိုပြီးတော့ပြောပြထားတာပေါ့နော်ဒီကလေးမှာမူမန်းခေဖြစ်ပါတယ်ဆိုပြီးတော့ပြောလာရင်ဒါမှားတယ်ပေါ့နော်โอเคကျွန်တော်နောက်တစ်ပြန်လာသွားလိုက်အောင်နော်ဒါဒီနံပါတ်3ကကြတော့ဒါ on demand queue တော့ဒါရှုရီတို့ on demand တခိရုဂျီရိုရှာနာတို့ပေါ့နော်ဒါ license အမျိုးအစားတွေနဲ့ဒါမောင်းနှင်လို့ရတဲ့ဒါယင်အမျိုးအစားတွေကိုဒါသူရှင်းပြထားတာပေါ့နော်အဲ့တော့ on demand queue တော့ခုပွန်းနဲ့ on demand queue တော့ခုပွန်းဆိုတာဒါဒီ license အမျိုးအစားတွေကိုခွဲခြားခြင်းပေါ့နော်ဒီမှာသူကဒီရင်မောင်း license ကိုတဲ့ဒါအောက်မှာပြထားတယ်ပေါ့နော်ဒါ3မျိုးအဖြစ်နဲ့ပေါ့နော်ဒါခွဲခြားထားပါတယ်ဆိုပြီးတော့license အမျိုးအစား3မျိုးအနေနဲ့ခွဲခြားထားပါတယ်ဆိုပြီးတော့ဒါပြောပြထားတာပေါ့နော်license ပထမတစ်မျိုးကဘာလဲဆိုတော့ die issue on the man cure ပေါ့နော်ဒုတိယတစ်မျိုးကကြတော့ die issue on the man cure နဲ့ပြီးရင် carry on the man cure ပေါ့နော် die issue on the man cure ဆိုတာဘယ်လို license မျိုးလဲဆိုတော့ဒီမှာသူကပြောပြထားတယ်ပေါ့နော်ဂျီရိုရှာရအပန်ကန်ဒုကိဆိုကိဂျီတန်ရှာကို on the ရှိရတော့စုရပါအင်းဟီဆိုနာ man cure တဲ့ဒါဂျီရိုရှာဆိုတာဒါရင်ရှင်မျိုးပေါ့နော်ရင်ရှင်မျိုးနဲ့ဒီ50cc ပေါ့နော်ဂန်ဆွကီတွေကိုမောင်းတဲ့အခါမှာဒါလိုအပ်တဲ့ license ဖြစ်ပါတယ်ပေါ့နော်ဒါချွန်းကျယ်အနေနဲ့ဒါဤ issue on the man cure က hisiona ba ရောနော်စုခုပေါ့နော်ဒီဒါဤ issue ထဲမှာပါတဲ့ယင်တွေကိုမောင်းမယ်ဆိုရင်တော့ဒါအကျုံးဝင်မှုပေါ့နော်သူအဲ့ဒါကိုပြောပြထားတာပေါ့နော်အဲ့တော့ကိုယ်မှတ်ထားမှာဒါဤ issue ဆိုတာက0.8မျိုးရဲ့ဒါ gun swag ရေကိုမောင်းတဲ့အခါမှာလိုအပ်တဲ့ license မျိုးစားဖြစ်တယ်ပေါ့နော်အဲ့တော့ die issue on the man cure ဆိုတော့ဘာကိုပြောလဲဆိုတော့ taxi ပေါ့နော်taxi တွေနဲ့ဒါခီးသည်ကိုတင်းပြီးတော့မောင်းတဲ့ယင်တွေပေါ့နော်ခီးသည်ကိုတင်းပြီးမောင်းတဲ့ယင်တွေကဒါခီးသည်ကိုပို့တဲ့အခါမှာဒါလိုအပ်တဲ့ဒါ license မျိုးစားပေါ့နော်နောက်တစ်ခုကကြတော့ ဒိုင်ကိုအွန်တန်ဖုစုဂျီရိုရှာလို့ခေါ်တဲ့ဒါသူကပတ်ဆက်ယူပြီးတော့ကားငါးလိုက်မောင်းပြီးတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလုပ်တဲ့လူတွေပေါ့နော်ကားငါးလိုက်မောင်းပြီးတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလုပ်တဲ့လူတွေဆိုရင်လည်းသူကဒါဒိုင်နီရှူအွန်တန်မန်ကျိုလို့ရတယ်ပေါ့နော်သူကဘယ်လိုအခြေအနေမျိုးမှာလဲဆိုတော့ဒီကားပိုင်ရှင်အရက်မှုနေတဲ့ကားမောင်းဝင်မပြတ်နိုင်ဘူးအဲ့လိုအခြေအနေမျိုးမှာဒီကားလိုက်မောင်းပြီးတဲ့ကားလိုက်မောင်းပို့ပေးတယ်ပေါ့နော်အေဂျင့်ကိုဖုန်းလိုက်ဆက်တယ်ပြီးရင်သူ့ကိုလိုက်ပြီးတော့ဒါလိုက်ပို့ပေးတယ်ဝန်ဆောင်မှုလုပ်ပေးဖို့နော်အဲ့လိုမျိုးအဲ agent တွေမှာလုပ်တဲ့လူတွေတော့မှမဟုတ်လဲအဲ့လိုမျိုးဒါခီးသည်တွေကိုကားလိုက်ပြီးတော့ဗောနော်အငှားလိုက်မောင်းပြီးတော့ဝန်ဆောင်မှုလုပ်တဲ့လူတွေဆိုလို့ရှိရင်လေဒီ die issue on the man cure လုပ်တယ်ဗောနော်ဒီ die issue on the man cure မပါရင်ဒါဒီလုပ်လို့မရဘူးဗောနော်ပတ်ဆက်ယူပြီးတော့ဒါရင်မောင်းတာတွေလုပ်လို့မရဘူးနောက်တစ်ခုကကြတော့ဒီ taxi တွေဗောနော် taxi ကိုမှဘာလဲဆိုတော့ဒါခီးသည်ကိုတင်းပြီးတော့ဗောနော်ခီးသည်ပို့ဖို့အတွက်ဒါမောင်းနေတာတွေဗောနော်လုပ်လို့မရဘူးဗောနော်တခါလေးမှသူကမေးတတ်တာကဒီမှာ die issue man ပြောရှိရလို့ပါဗောနော်ခီးတယ်မပါဘဲနဲ့ဗောနော်ဒါတက္ကစီကိုမောင်းလို့ရတယ်လို့သူကမင်းဒါမှန်တယ်ဗောနော်ခီးတယ်မပါဘူးဆိုရင်တော့ဒါတက္ကစီကိုလည်းမောင်းလို့ရတယ်ဗောနော်သူအဲ့ဒါလေးကိုဒီမှာရှင်းပြထားတယ်ဗောနော်ကဲလို့မှကိုကဒီ die issue man ပြောပဲရှိတယ်ဆိုရင်တောင်မှပဲဒါဧည့်သည်ကိုကြိုးဖို့မဟုတ်ဘူးဗောနော်ဒီတိုင်းဗောနော်ခိုင်းစို့ဗောနော်ဒီတိုင်းအလွတ်မောင်းမယ်ဆိုလို့ရှိရင်တော့ဒီဘတ်စကားတွေတက္ကစီတွေဗောနော်ကိုကမောင်းသွားလို့ရတယ်ဗောနော်အဲ့လိုချင်းနေမှာဆိုလို့ရှိရင် die issue man ပြောမရှိလောက်မှပဲတက္ကစီတွေဘတ်စကားတွေကိုဒါမောင်းလို့ရတယ်ပေါ့နော်တကယ်လို့မှဒါ issue man cure မရှိဘူးပေါ့နော်ဒါ issue man cure မရှိတဲ့အတွက်ကြောင့်မလို့ဒါခိုင်းစိုးဖြစ်နေရဆိုရင်တော့မှပဲဧည့်သည်မပါဘူးဆိုရင်တော့မှပဲတက္ကစီတွေဒီဘတ်စကားတွေကိုမောင်းလို့မရပါဘူးလို့ပြောရင်ဒါမှားတယ်ပေါ့နော်โอเคနံပါတ်3နံပါတ်3ကကြတော့ carry man cure ပေါ့နော် carry on the man cure ပေါ့နော်carry man cure ဆိုတာကြတော့ဒီလေ့ကျင့်ဖို့အတွက်နဲ့ပြီးရင်ဒီဆောင်းပွဲဖြည့်ဖို့အတွက်ပေါ့နော်ဒါအိုးကတ်တာချူကတ်တာဂျွန်းချူကတ်တာပေါ့နော်ဖူးဆွချီလို့ရှာဘူးပေါ့နော်ဒါမောင်းမယ်လို့လုပ်တဲ့အခြေအနေမှာပေါ့လိုအပ်တဲ့ license ဖြစ်တယ်ပေါ့နော်ဒါဟွန်မန်းဖြည့်ဖို့အတွက်လမ်းပေါ်မှာတက်ပြီးတော့အမောင်းလေ့ကျင့်တဲ့အခါမှာဒါလိုအပ်တဲ့ဒါ
ဒါယာယီလိုင်စင်ပေါ့လေဒီခါလီမန်လိုင်စင်မပါဘူးဆိုလို့ရှိရင်ကျွန်တော်တို့လမ်းပေါ်မှာတက်ပြီးဒါမောင်းလေ့ကျင့်တာတွေပါတယ်လုပ်လို့မရဘူးပေါ့ကားကြောင်းတွေမှာဆိုလို့ရှိရင်ဒီခါလီမန်မအောင်မှုဆိုလို့ရှိရင်ဒါဟွန်မန်ထပ်ပြီးတော့ဖြေလို့မရဘူးပေါ့နော်လမ်းပေါ်မှာတက်ပြီးမောင်းလို့မရဘူးခါလီမန်ဖြေတာ၃ခါကြာတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဒီပြန်ခိုင်းတာပေါ့လေနော်ဥပမာအခုကျွန်တော်တို့ကားကြောင်းသွားတက်မယ်ဆိုရင်ကားကြောင်းမသွားခင်သွားဖြေတာကောင်းတယ်ပေါ့နော်ကားကြောင်းမှာဖြေတယ်ဆိုလို့ရှိရင်တခြားကြောင်းတွေတော့မသိပေမဲ့ကျွန်တော်တို့တက်ခဲ့တဲ့ကြောင်းမှာဆိုလို့ရှိရင်သူက၃ခါကြာရင်ကျွန်တော်တို့ပြန်ရတာပေါ့နော်ပြန်ပြီးတော့ကိုယ့်ရဲ့မြို့နယ်မှာရှိတဲ့ဒီလိုင်စင်ရုံးမှာပေါ့နော်ကိုကပြန်ပြီးတော့သွားပြီးတော့ခါရီမန်းဖြေရမယ်ဖြေလို့အောင်ပြီဆိုမှအဲ့ဒီအကြောင်းကိုသွားကိုကပြန်လာရမယ်ပေါ့နော်အရင်လှုပ်ရှုပ်တယ်ပေါ့နော်တတ်နိုင်လို့ရှိရင်ကားကြောင်းမသွားခင်မှာဒီခါရီမန်းဖြေပြီးတော့သွားတာကိုယ့်အတွက်ဒီစိတ်ဖိစီးမှုတက်တာစေတယ်ပေါ့နော်အဲ့တော့ဒီဟာလေးတစ်ခေါက်ပြန်ရှင်းပြမယ်နော်ဒါ issue manual ဆိုတာကကြတော့ဒါ0.8မြို့ရဲ့50cc တွေကိုမောင်းတဲ့အချိန်တွေမှာလိုအပ်တဲ့ဒါ license ပေါ့လေနော်ဒီ manual ကိုပြောတာပေါ့ဒါ issue manual ဆိုတာဒါကျွန်တော်တို့ယူမဲ့ license မျိုးစားတယ်ဒါ issue တွေမှာပါတာပေါ့နော်ဒါ issue ဆိုတာじゃ taxi တွေပြီးရင်ဒီခီးတွေကိုအကျိုးပတ်ဆက်ယူပြီးတော့အကျိုးပို့လုပ်တဲ့ဒါရင်ကိုမောင်းမဲ့လူတွေပေါ့နော်ပြီးလို့ရှိရင်ဆိုတာပြောတဲ့ဒီကိုစားလိုက်မောင်းပေးတာပေါ့နော်ရမှုလို့ပဲဖြစ်ဖြစ်အကြောင်းတုံးတရားရှိလို့ပဲဖြစ်ဖြစ်ဒီကားမောင်းတယ်လို့မမောင်းတယ်လို့မလို့ပတ်ဆက်ယူပြီးတော့ဒီလူပေါ့နော်ကားနဲ့လိုက်ပို့ပေးတာပေါ့နော်လိုက်ပြီးတော့ပြန်လိုက်ပို့ပေးတာမျိုးတွေပို့ပေးတာပေါ့လေပတ်ဆက်ယူပြီးတော့ဒါလိုက်ပို့ပေးတဲ့ဥစ္စာတော့ဒါပြောတာပေါ့နော်အဲ့ဒါတွေဆိုလို့ရှိရင်တော့ဒါ initial manual ရှိမှရမယ်ပေါ့နော်တကယ်လို့ taxi တွေဘတ်စကားတွေဖြစ်နေရင်တော့ဒါခိုင်းဆိုပြီးတော့ပေါ့နော်ဒါဧည့်သည်မပါဘူးကိုယ့်အနေနဲ့ဒီတိုင်းတီးတဲ့ကားသွားထားတာပဲဘာဖြစ်ပေါ့နော်အဲ့လိုမျိုးလုပ်တယ်ဆိုရင်တော့ဒါ initial manual မရှိလေရပါတယ်ဆိုပြီးသူရှင်းပြထားတာပေါ့နော်နောက်တစ်မျိုးကကြတော့ခါရီမန်ကကြတော့သူကဒီလိုင်စင်ယူဖို့အတွက်ပေါ့နော်လိုင်စင်ဟွန်မန်ယူဖို့အတွက်ကိုပေါ့နော်မယူခင်မှာဒါပထမဆုံးဒီလမ်းပေါ်ကိုတက်ပြီးလေ့ကျင့်ဖို့အတွက်ဒါလိုအပ်တဲ့လိုင်စင်ပေါ့နော်အဲ့ဒီလိုင်စင်ကိုသူခါရီမန်လို့ခေါ်တာပေါ့နော်အဲ့တော့ကားကြောင်းတွေမှာဆိုရင်ဒီခါလီမန်ရဖို့လည်းဖြစ်ရတယ်အောင်ပြီဆိုမှဟွန်မန်အတွက်သွားရတယ်ပေါ့နော်အဲ့တော့ဒီခါလီမန်ဘယ်ရင်မျိုးစားတွေလိုအပ်တယ်လဲဆိုတော့ဒီမှာကြည့်အိုးခတ်တာချူခတ်တာဂျွန်ချူခတ်တာဖူးဆွချီတို့ရှာပေါ့နော်ဒီရင်တွေကိုလမ်းပေါ်မှာဒါမောင်းမယ်ဆိုတဲ့အချိန်တွေမှာဆိုရင်ဒီခါလီမန်လိုတယ်ပေါ့နော်ဒီဇာတ်လေးမှာကျတော့သူကdie issue on the mancure not shuri ပေါ့နော်ဒါ die issue on the mancure တွေမှာပါတဲ့ဒါရင်မျိုးစားတွေပေါ့နော်အဲ့ဒါဘယ်နှမျိုးရှိလဲဆိုတော့သူက10မျိုးရှိတယ်ဆိုပြီးသူကပြောပြထားတယ်ပေါ့နော်ဒီမှာအောက်မှာကြည့်လိုက်ကြအောင်ပေါ့နော်ဘယ်ရင်မောင်းလိုင်စင်ရှိတယ်ဆိုလို့ရှိရင်ဘယ်ရင်တွေကိုမောင်းလို့ရတယ်ဘယ်ရင်တွေကိုတော့မောင်းလို့မရဘူးလေဆိုတာကိုသူကဇာတ်လေးနဲ့ရှင်းပြထားတယ်ပေါ့နော်ဒီဟာလေးကဆောင်းပွဲမှာမေးတတ်တယ်ပေါ့နော်။ဘယ်လိုင်စင်ရှိရလို့ဘယ်ရင်တွေကိုမောင်းလို့ရပါတယ်ဒါမျိုးတွေသူကမေးတာပေါ့နော်။ဒီမှာပုံလေးနဲ့ကြည့်အောင်ဒီမှာအိုးကတ်တာချူကတ်တာဂျွန်ဂျူကတ်တာဖုဆွပြီးရင်အိုးကတ်တာတိုကူရှုရဲ့ပြီးရင်အိုးကတ်တာဂျီရိုနီလင်းရှာဖုဆွဂျီရိုနီလင်းရှာပြီးရင်ကိုကတ်တာပေါ့နော်ပြီးရင်ဒါ50cc ပေါ့နော်အပန်ကန်လို့ပြီးစကေချီတန်းရှာပေါ့ဒီမှာပထမဆုံးအနေနဲ့အိုးကတ်တာမန်ကျိုပေါ့နော်အိုးကတ်တာမန်ကျိုရှိတဲ့လူတွေကဘယ်ရင်တွေကိုမောင်းလို့ရတယ်ဆိုရင်အိုးကတ်တာမန်ကျိုရှိရလို့အိုးကတ်တာမောင်းလို့ရမယ်ချူကတ်တာဂျွန်ဂျူကတ်တာဖုဆွမောင်းလို့ရမယ်ပြီးရင်ကိုကတ်တာပေါ့နော်ကိုကတ်တာလို့ခေါ်တဲ့လေယာလုံးရင်မောင်းလို့ရမယ်ပြီးရင်ဒီ50cc မောင်းလို့ရမယ်ပေါ့နော်ဒီရင်3စီးကတော့ဒါမောင်းလို့မရဘူးပေါ့နော်ဒါ green ရဲ့ဆိုင်ငယ်2စီးရောက်ဒါမောင်းဝင်မရှိဘူးเนาะ O ကတ်တာပါ okay အသက်အရွယ်နဲ့ဆိုရင်ဘယ်အရွယ်ကနေပြီးတော့ဒီ license စယူလို့ရလဲဆိုတော့21နှစ်ကနေပေါ့เนาะစယူလို့ရတယ်ပေါ့เนาะအဲ့တော့ချုကတ်တာ manual ပေါ့เนาะချုကတ်တာ manual မှာဆိုဘယ်ရင်နေမောင်းလို့ရလဲဆိုရင်သူချုကတ်တာမှာဆိုရင်ဒါချုကတ်တာဖြစ်ပြီးတော့ O ကတ်တာမောင်းလို့တော့မရဘူးပေါ့เนาะချုကတ်တာရမယ်ပြီးရင်ဂျွန်းချူရမယ်ဖူးဆွရမယ်ကိုကတ်တာရမယ်50စီရမယ်ဒါဒီ3စီကမောင်းလို့မရဘူးပေါ့เนาะโอเคနောက်တစ်ခုပေါ့နော်နောက်တစ်ခုကဂျွန်းချူကတ်တာမန်ကယ်ပေါ့နော်ဂျွန်းချူကတ်တာမန်ကယ်ကအသက်16နှစ်ကနေ16နှစ်အထက်ဆိုတော့ဒါယူလို့ရပြီပေါ့နော်အဲ့တော့ဂျွန်းချူကတ်တာမှာဆိုရင်သူကဘယ်ရင်နေမောင်းလို့မရဘူးလဲဆိုတော့အိုးကတ်တာမရဘူးမချူကတ်တာမရဘူးပေါ့နော်သူကဘယ်ကနေရမလဲဂျွန်းချူပါမယ်ဖူဆွပါမယ်ပြီးရင်ကိုကတ်တာနဲ့ဒါ 50cc ပါမယ်ပေါ့နော်ဒီ3စီးကတော့သူလည်းမောင်းလို့မရဘူးပေါ့နော်โอเคနောက်တစ်ခုက Fuso Mancure ပေါ့နော်ကျွန်တော်တို့အခုယူမဲ့ Fuso Mancure ပေါ့နော်ဒီ Fuso Mancure ကကြတော့ဘယ်ရင်နေမောင်းလို့ရမလဲဆိုရင်ဒါအိုးကတ်တာတွေချူကတ်တာဂျွန်ချူကတ်တာကဒါမောင်းလို့မရဘူးပေါ့နော်သူက Fuso မောင်းလို့ရမယ်ပြီးရနဲ့ကိုကတ်တာမောင်းလို့ရမယ်ပြီးရနဲ့ဒီ 50cc ပေါ့နော်မောင်းလို့ရမယ်ဒီရင်3စီးကတော့သူလည်းမောင်းလို့မရဘူးပေါ့နော်โอเคနောက်တစ်ခုကကြတော့ဒါအိုးကတ်တာတခုရှု Mancure ပေါ့နော်အိုးကတ်တာတခုရှုလို့ခေါ်တဲ့ဒီ crane တွေပေါ့နော်ဒါအိုးကတ်တာတခုရှုဂျီရိုရှာလို့ခေါ်တဲ့ဒါ crane တွေဒီ license ရှိတဲ့လူတွေဆိုရင်တော့ဒါအိုးကတ်တာတခုရှုမောင်းလို့ရမယ်ဒီရှေ့ရရင်တွေကိုသူကမောင်းလို့မရဘူးပေါ့နော်သူကဒီရှေ့ရရင်တွေကိုမောင်းလို့မရဘူးအိုးကတ်တာတခုရှုရမယ်ပြီးရတယ်သူကဒီကိုကတ်တာရမယ်ပြီးရင်50စီရမယ်နော်သူကကြတော့ဒီရင်နှစ်စီးလဲသူကမောင်းလို့မရဘူးပေါ့နော်ဒီဆိုင်ကဒါနှစ်မျိုးလုံးသူမောင်းလို့မရဘူးနော်ဒီမှာပေါ့နော်ဒါအိုးကတ်တနီအိုးကတ်တနီလင်းမန်ခဲပေါ့နော်အိုးကတ်တနီလင်းမန်ခဲဆိုတာဒါဆိုင်ရဲ့အချီပေါ့နော်အိုးကတ်တ
ဂျီရိုရှာနီလင်းမန်ကျော်ပေါ့နော်အိုးကတဂျီရိုရှာနီလင်းကကြတော့သူအိုးကတဂျီရိုရှာနီလင်းမောင်းလို့ရမယ်ပြီးရင်ဖုဆွတ်ဂျီရိုနီလင်းရှာမောင်းလို့ရမယ်ကိုကတရမယ်ဒါပြီးရင်50cc မောင်းလို့ရမယ်ပေါ့နော်သူကကြတော့ဒီရှေ့ရရင်နေမောင်းနေဝင်မရှိဘူးပေါ့နော်ဒါနောက်တစ်ခုကကြတော့ဖုဆွတ်ဂျီရိုနီလင်းရှာပေါ့နော်ဖုဆွတ်ဂျီရိုနီလင်းရှာကကြတော့သူကဒါဖုဆွတ်ဂျီရိုနီလင်းရှာမောင်းလို့ရမယ်ကိုကတရမယ်50cc မောင်းလို့ရမယ်ပေါ့နော်သူကဒီရှေ့ရရင်နေသူမောင်းဝင်မရှိဘူးပေါ့နော်โอเคနောက်တစ်ခုကကိုကတတခုရှုဂျီရိုရှာပေါ့နော်ကိုကတတခုရှုဂျီရိုရှာမန်ကျော်ကြတော့ကိုကတတခုရှုဂျီရိုရှာတစ်ခုပဲမောင်းလို့ရမယ်သူက50cc လည်းမရတယ်လို့ဒီရှေ့ရရင်နေလည်းမောင်းလို့မရဘူးပေါ့နော်ဒါလေယာသုံးကားလိုင်စင်ပေါ့နော်နောက်တစ်ခုကကြတော့ဂန်ဆွတ်ခီပေါ့နော်ဂန်ဆွတ်ခီ50cc 50cc ကတော့ 50cc တစ်ခုပဲရမယ်သူကရှေ့ကဘယ်ရင်မှမောင်းလို့မရဘူးပေါ့နော်โอเคကျွန်တော်တို့ဒီ10ခုမြောက်ကကြတော့ခံရင်မန်ကျော်ပေါ့နော်ခံရင်မန်ကျော်ဆိုတာကကြတော့ကိုကတခြားရင်တွေကိုဆွဲတဲ့လိုင်စင်ပေါ့နော်ဆွဲကားလိုင်စင်ပေါ့ဘယ်ရင်တွေနဲ့ဆွဲအောင်ဆိုတော့ဒီလိုမျိုးအိုးကတချူကတဂျွန်းချူဖုဆွပြီးရင်အိုးကတတခုချူဂျီရိုရှာနေပေါ့နော်ကိုကတခြားရင်တွေကိုဆွဲမယ်ဆိုလို့ရှိရင်ဒါလိုတဲ့ဟာပေါ့နော်မှာဟိုဆွဲတိုင်းလိုတာလားဆိုတော့မဟုတ်ဘူးပေါ့နော်သူကဒီမှာရှာလျောဆိုကျူလျောနော်950ကီလိုဂရမ်ကိုကျော်တဲ့ပေါ့နော်ရင်တွေကိုဆွဲမယ်ဆိုတဲ့အခါမှာလိုအပ်တဲ့လိုင်စင်မျိုးစားဖြစ်တယ်ပေါ့နော်တကယ်လို့မှာပေါ့နော်ကိုဆွဲမဲ့ရင်ကဒီ950ဒါရင်တစ်စီးလုံးရဲ့weight ပေါ့နော်950ကီလိုဂရမ်အောက်မှာပဲရှိတဲ့ရင်ကိုဆွဲတယ်ဆိုရင်တော့ဒါခံရင်မန်ကျော်မလို့ပေါ့နော်တကယ်လို့မှာ950ကီလိုဂရမ်ရဲ့အထက်ရှိတဲ့ရင်တွေကိုဆွဲမယ်ဆိုရင်တော့ဒီခံရင်မန်ကျော်ကလိုတယ်ပေါ့နော်ကျွန်တော်ဒီဇာတ်လေးကိုတစ်ချက်လောက်ပြန်ရှင်းပြမယ်เนาะဒီဇာတ်လေးမှာသူကမေးတတ်တာကကြတော့ဒါအိုးကတမန်ကျိုရှိရဲ့လူကတဲ့ဒီမှာအိုးကတတုခွချူဂျီရိုရှာကိုလည်းမောင်းလို့ရပါတယ်လို့ဒါမေးပြောလာလို့ရှရင်မှားတယ်ပေါ့เนาะသူကအိုးကတတုခွချူမောင်းလို့မရဘူးဆိုင်ငယ်အကြီးရောဆိုင်ငယ်အသေးရောမောင်းလို့မရဘူးပေါ့เนาะဂန်ဆွကီကတော့မောင်းလို့ရတယ်ပေါ့เนาะနောက်တစ်ခုကကြတော့ဒီဖုဆွမန်ကျိုရှိရဲ့လူကပေါ့เนาะဆိုင်ငယ်နှစ်စီးကိုမောင်းလို့ရပါတယ်လို့မေးလိုက်ရင်လည်းဒါမှားတယ်ပေါ့เนาะဖုဆွမန်ကျိုရှိရဲ့လူကဆိုင်ငယ်အကြီးရောအသေးရောမောင်းလို့မရဘူးပြီးရင်ဒီအိုးကတတုခွချူမောင်းလို့မရဘူးတရားရှေ့ကကိုယ့်တဲ့ကြီးတဲ့ရင်သုံးစီမောင်းလို့မရဘူးပေါ့နော်နောက်တစ်ခါကျတော့ဒီဖုဆွမန်ကျိုရှိရဲ့လူကပေါ့နော်50cc တွေကိုမောင်းလို့မရပါဘူးလို့ပြောတော့မှားတယ်ပေါ့နော်ဖုဆွမန်ကျိုရှိရင် 50cc ကိုမောင်းလို့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီဖုဆွမန်ကျိုရှိရဲ့လူက 50cc ကိုမောင်းလို့ရပါတယ်လို့ပြောရင်တော့ဒါမှန်တယ်ပေါ့နော်ဒါအမေးများတဲ့ဟာတွေပေါ့နော်โอเคကျွန်တော်တို့နောက်ထပ်တစ်မျက်နှာကြည့်လိုက်အောင်နော်ဒီဟာကကြတော့ဒါကားမျိုးစားလိုက်ပေါ့နော်တင်တိုင်းနဲ့အလေးချိန်နေနဲ့ဒါတင်းပြီးတော့မောင်းလို့ရတဲ့လူရွေးတက်ကိုဒါရှင်းပြထားတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီအောက်ကနေစပြီးရှင်းလိုက်မယ်နော်ဒီဟာတွေကကြတော့ဆောင်းမွဲမှာမမေးဘူးပေါ့နော်အဲ့တော့ဒီဟာတွေတော့ပြောမနေတော့ဘူးပေါ့နော်တရားလည်းမမေးဘူးပေါ့နော်โอเคကျွန်တော်ဒီကနေရှင်းမယ်ပေါ့နော်ကျွန်တော်တို့အခုယူမှာကြတာဖုစစ်ဂျီရိုရှာပေါ့နော်ဖုစစ်ဂျီရိုရှာမှာဆိုလို့ရှိရင်သူကဒါဂျောရှာတိတ်ရင်ပေါ့နော်စီးလို့ရတဲ့လူရွေးတက်ကဒါ10ယောက်ထိပေါ့နော်9ယောက်စီမှာတော့10ယောက်တင်လို့မရဘူးပေါ့နော်ရင်ပေါ်မှာပေါ့နော်တင်လို့ရမယ်အလေးချိန်ပေါ့နော်ဒါကိုယ့်ရဲ့ဒါကားပေါ်မှာတင်လို့ရမယ်အလေးချိန်ကတော့ဘယ်လောက်လုံးဆို2000ကီလိုဂရမ်မီမန်ပေါ့နော်2000ကီလိုဂရမ်မပြည့်တဲ့ဒါအလေးချိန်ဖြစ်ရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ရင်တစ်စည်းလုံးရဲ့ weight ပေါ့နော်ရှာလျောဆိုကျူလျောလို့ခေါ်တဲ့ဒါရင်တစ်စည်းလုံးရဲ့ weight ပေါ့နော်ရင်ပေါ်မှာပါတဲ့လူတွေရောကုန်တွေရောပေါင်းခြင်းအဖြစ်ဒီရင်တစ်စည်းလုံးရဲ့အလေးချိန်ဆိုလို့ရှိရင်3500ကီလိုဂရမ်မီမန်ပေါ့နော်3500ကီလိုဂရမ်မပြည့်တဲ့အလေးချိန်ဖြစ်ရမယ်ပေါ့နော်โอเคနောက်တစ်ခုကကျတော့ဂျွန်းချူခတ်တာဒါခမို့ဆိုဂျီရိုရှာပေါ့နော်ဂျွန်းချူခတ်တာခမို့ဆိုဂျီရိုရှာမှာလည်းသူကစီးတဲ့အရေအတွက်က10ယောက်ပေါ့နော်10ယောက်ထိပဲရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီရင်ပေါ်မှာတင်လို့ရမယ်ပေါ့နော်ဒီကားပေါ်မှာတင်လို့ရမယ်ကုံရဲ့အလေးချိန်อ่ะဆိုလို့ရှိရင်2000ကနေပြီးတော့ဒါ4500မိမန်းပေါ့နော်4500ဒါကီလိုဂရမ်မပြည့်တဲ့အလေးချိန်ဖြစ်ရမယ်ပေါ့နော်ဒါကားပေါ်မှာရင်ပေါ်မှာတင်ထားတဲ့အလေးချိန်อ่ะပေါ့နော်ကုံရဲ့အလေးချိန်อ่ะပေါ့နော်ကုံဆိုလူရောပါတယ်ပေါ့နော်အလေးချိန်อ่ะပေါ့နော်နောက်တစ်ခုကကျတော့ဒီရှာလျောဆိုကျူလျောလို့ခေါ်တဲ့ရင်တစ်စည်းလုံးရဲ့ weight ပေါ့နော်ရင်တစ်စည်းလုံးရဲ့ weight ပေါ့နော်ကားရဲ့အလေးချိန်ရောလူရင်ပေါ်မှာပါတဲ့လူရဲ့အလေးချိန်ရောတင်းထားတဲ့ကုန်ပစ္စည်းရဲ့အလေးချိန်ရောဆိုလို့ရှိရင်တဲ့သူက3500ကီလိုဂရမ်နဲ့9500ကီလိုဂရမ်မိမန်းပေါ့နော်9500မပြည့်တဲ့ဒါအလေးချိန်ဖြစ်ရမယ်ပေါ့နော်ဒါကျွန်းကျူကတ်တာမှာโอเคနောက်တစ်ခုကကျတော့ချူကတ်တာပေါ့နော်ချူကတ်တာခါမို့ဆိုဂျီရိုရှာမှာကျတော့ဒါဂျောရှာတေးရင်လို့ခေါ်တဲ့စီးရဲ့လူအရေအတွက်ကကျတော့17ယောက်ကနေပြီး29ယောက်ထိစီးလို့ရတယ်ပေါ့နော်ပြီးရင်ကားပေါ်မှာတင်လို့ရတဲ့အလေးချိန်ကကျတော့4500ကီလိုဂရမ်နေပြီးတော့6500ကီလိုဂရမ်ကိုမပြည့်တဲ့ဒါလေးချိန်ဖြစ်ရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ရှာလျောဆိုဂျူလို့ခေါ်တဲ့ယင်ဒီစီလုံးရဲ့ weight ပေါ့နော်ယင်ဒီစီလုံးရဲ့ weight က9500ကီလိုဂရမ်ကနေပြီးတော့ဒါ11000ကီလိုဂရမ်မပြည့်တဲ့အလေးချိန်ဖြစ်ရမယ်ပေါ့နော်โอเคနောက်တစ်ခါကျအိုးကတာခါမို့ဆိုဂျီရိုရှာပေါ့နော်အိုးကတာခါမို့ဆိုဂျီရိုရှာမှာကျတော့ဒါဂျောရှာတေးရင်လို့ခေါ်တဲ့ဒါစီးတဲ့လူရဲ့အရေအတွက်ကပေါ့နော်ဒါအယောက်30နဲ့30အထက်ပေါ့နော်
နောက်တစ်ခုကကျတော့စာအိဒါကြီးစက္ကိစာအိလျောလို့ခေါ်တဲ့ဒါရင်ပေါ်မှာတင်လို့ရတဲ့အလေးချိန်က6500ကီလိုဂရမ်နေပြီးအထက်ပေါ့နော်ဒါတင်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ရှာလျောဆိုကျူးလျောလို့ခေါ်တဲ့ရင်တစ်စည်းလုံးရန်ဝိတ်ကတော့11000ကီလိုဂရမ်နေပြီးအထက်ကိုဒါတင်လို့ရတယ်ဆိုပြီးဒါပြောပြထားတာပေါ့နော်အဲ့တော့ဒီမှာကအမြင်များတာကတော့ဒီဖူးဆွေဂျီရိုရှာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါတင်လို့ရတဲ့လူရည်တက်ကိုမေးတယ်ပေါ့နော်ဒါပေမဲ့မေးခဲ့တယ်ပြီးရင်ဒီဒါတင်လို့ရတဲ့အလေးချိန်ပေါ့နော်ကီလိုဂရမ်ကိုမေးတတ်တယ်ပေါ့နော်စစ်ဂျီရိုရှာမှာဆိုရင်ဒါတင်လို့ရတဲ့ site တိုင်းစက္ကိဆိုင်လျောကပေါ့နော်2000ကီလိုဂရမ်ဣဂလို့သူမေးတတ်တယ်ပေါ့နော်ဒါဆိုရင်မှားတယ်ပေါ့နော်ဒါလေးမှတ်ထားပါတော့မိမှန်ပေါ့နော်2000ကီလိုဂရမ်မပြည့်ရပါတော့2000ကီလိုဂရမ်ထိရောက်လို့မရဘူးပေါ့နော်โอเคကျွန်တော်တို့နောက်တစ်မျက်နှာသွားလိုက်အောင်နော်ဒါနံပါတ်4ကကျတော့သူကဒါလိုအပ်တဲ့ဒါရင်မောင်းတဲ့အတွေ့အကြုံပေါ့နော်နောက်ထပ်ရင်မောင်းလိုင်စင်တွေယူမယ်ဆိုလို့ရှိရင်ဒါလိုအပ်တဲ့ရင်မောင်းအတွေ့အကြုံတွေနဲ့ပတ်သက်တာကိုသူကဒါရှင်းပြထားတာပေါ့နော်โอเคကျွန်တော်နံပါတ်1မှာကျတော့ဒါဂျူခန်ရှိကခုပေါ့နော်ဖြည့်ဆိုရမယ်ဖြည့်ဆိုလို့ရှိရင်ဒီဆောင်မွဲတွေဖြည့်မယ်ဆိုရင်လိုအပ်တဲ့အရည်ချင်းတွေပေါ့နော်ဒီမှာပြောထားတာကကျတော့အောက်မှာရှိတဲ့ဒီရင်မောင်းလိုင်စင်ဆောင်မွဲတွေကိုဖြည့်မယ်ဆိုတဲ့အခြေအနေမှာဆိုလို့ရှိရင်တဲ့ဒါအသက်အရွယ်လိုမယ်ပေါ့နော်အသက်အရွယ်လိုမယ်ပြီးရတယ်ဒါအသက်ပေါ့နော်သူတို့သတ်မှတ်ထားတဲ့အသက်ပြည့်ရမယ်ပေါ့နော်ပြီးရင်ဟိုရေမောင်းအတွေ့အကြုံလိုမယ်ပေါ့နော်ပြီးရတဲ့ဒီနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒါဒီရေမောင်းလိုင်စင်ကိုဖြည့်ဆို့ဖို့အတွက်ပေါ့နော်ဒါအရေးချင်းလိုမယ်ပေါ့နော်သူတို့သတ်မှတ်ထားတဲ့အရေးချင်းတွေရှိမှရမယ်ပေါ့နော်မရှိရင်မရဘူးဆိုပြီးတော့ဒါသူကရှင်းပြထားတာပေါ့နော်โอเคနံပါတ်1မှာကျတော့အိုးကတာမန်ကီယိုလို့ခေါ်တဲ့ဒီကုန်ကားအကြီးတွေကိုပေါ့နော်မောင်းမယ်ဆိုလို့ရှိရင်ဒီ license ကိုယူမယ်ဆိုလို့ရှိရင်ပေါ့နော်ဘာတွေလိုအပ်မလဲဆိုတော့ချူကတာမန်ကီယိုဂျွန်ဂျူကတာမန်ကီယိုရဲ့ဖူဆုမန်ကီယိုရဲ့အိုးကတာတခုရှုမန်ကီယိုပေါ့နော်ဒီမောင်းလိုင်စင်တွေကိုပေါ့နော်ယူပြီးတော့ပေါ့နော်ခိခံပေါ့နော်အချိန်အားဖြင့်ပေါ့နော်ဒါစုစမ်းရှိတာဆိုတာအချိန်အားဖြင့်ပေါ့သူတို့သတ်မှတ်ထားတယ်ပေါ့နော်စုစုပေါင်းလိုက်လို့ရှိရင်တဲ့3နှစ်ကနေ3နှစ်အထက်ဖြစ်ရမယ်ပေါ့နော်ဒီအိုးကတာမန်ကီယိုယူမယ်ဆိုဒီ license တွေရပြီလို့ဒါ3နှစ်နေမှဒီအိုးကတာမန်ကီယိုဒါယူလို့ရမယ်ပေါ့နော်ဒါနံပါတ်2ကကြတော့ချူကတာမန်ကီယိုပေါ့နော်ချူကတာမန်ကီယိုယူမယ်ဆိုလို့ရှိရင်ဘာလို့မလဲဆိုတော့ဒါဂျွန်ဂျူကတာရဲ့ပြီးရင်ဖုဆွရဲ့ပြီးရင်အိုးကတာတခုရှုမန်ကီယိုယူပြီးတော့ပေါ့နော်အချိန်အားဖြင့်ပေါ့နော်စုစုပေါင်း2နှစ်ကြာတဲ့အခါမှာဆိုလို့ရှိရင်2နှစ်ပေါ့နော်2နှစ်က2နှစ်အထက်ဆိုလို့ရှိရင်ဒါချူကတာမန်ကီယိုယူလို့ရတယ်ပေါ့နော်ဒီလိုင်စင်ကြီးတွေကိုတန်းယူလို့မရဘူးပေါ့နော်သူတို့သတ်မှတ်ထားတဲ့ဒါရင်မောင်းအတွေ့အကြုံလိုမယ်ပြီးရင်သတ်မှတ်ထားတဲ့ရင်မောင်းလိုင်စင်လိုမယ်ပေါ့နော်အဲ့ဒါတွေပြီးသွားမှဒီဆိုတော့အိုးကတ်တာတို့ဒီချုကတ်တာတို့ယူလို့ရမယ်ဆိုတာသူရှင်းပြထားတာပေါ့နော်။ဟုတ်ပြီဒီနံပါတ်2မှာကျတော့သူအွန်နန်ရှိခါကိုပေါ့နော်။ဒါရင်မောင်းနိုင်တဲ့အရေးချင်းပေါ့နော်။ရင်မောင်းစွမ်းရည်ပေါ့နော်။အဲ့တော့ဒီဥစ္စာကကျတော့ဘာလဲဆိုတော့ဒါအရေးပေါ်ကားတွေကိုမောင်းမယ်ဆိုလို့ရှိရင်ဒါလိုအပ်တဲ့ဥစ္စာပေါ့နော်။အရေးပေါ်ကားတွေကိုတဲ့မောင်းမယ်ဆိုတဲ့အခါမှာဆိုလို့ရှိရင်တဲ့ကိုမောင်းမယ်ပေါ့နော်။ရင်နဲ့သက်ဆိုင်တဲ့ဒီရင်မောင်းလိုင်စင်ရဲ့အပြင်ကိုတဲ့အောက်မှာသတ်မှတ်ထားတယ်ပေါ့နော်။အောက်မှာဖော်ပြထားတဲ့အရေးချင်းတွေလည်းလိုအပ်ပါတယ်တဲ့ဒါပေမဲ့လည်းသူကဘာပြောထားလဲဆိုချွင်းချက်အနေနဲ့ဒီရဲဌာနတွေကနေပြီးတော့တဲ့ဒီစစ်ဆေးတာကိုအောင်မြင်ထားတဲ့လူတွေကတော့ဒါကင်းလွတ်ခွင့်ရှိတယ်ပေါ့နော်။ဒီရဲဌာနဆိုတာမြန်မာနိုင်ငံလိုမျိုးဆန်ဒါကညနာပုံစံမျိုးဖြစ်မဲ့ထင်တယ်ပေါ့နော်။ဂျုကတဂျီရိုရှာပေါ့နော်ပြီးရင်ဂျွန်းဂျုကတဂျီရိုရှာဒီမောင်းမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအရေးပေါ်ကားတွေကိုဒါဂျုကတဂျီရိုရှာရဲ့ဂျွန်းဂျုကတဂျီရိုရှာအနေနဲ့မောင်းမယ်ဆိုလို့ရှိရင်ပေါ့နော်အသက်အရွယ်နဲ့ဆိုရင်21နှစ်ဖြစ်ရမယ်ပေါ့နော်ပြီးရင်ဒီရမောင်းလိုင်စင်ယူပြီးလို့ဒါ3နှစ်ကနေ3နှစ်အထက်ပေါ့နော်3နှစ်အထက်ဖြစ်မှသာလေဒီရေးပေါ်ကားတွေကိုမောင်းလို့ရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဖုဆွဂျီရိုရှာတော့ဘာအေးပေါ့နော်ဒါဖုဆွဂျီရိုရှာဒါမန်ကျိုယူထားတယ်လို့ဆိုလို့ရှိရင်တော့တဲ့မန်ကျိုရှုတုခုနီနင်းအီယိုပေါ့နော်ဒါဒီ2နှစ်ပေါ့နော်2နှစ်ကနေ2နှစ်အထက်ပေါ့နော်ရေမောင်းလိုက်စင်တဲ့2နှစ်ကနေ2နှစ်အထက်ရှိလို့ရှိရင်ဒါရတယ်ပေါ့နော်နံပါတ်3ပေါ့နော်နံပါတ်3ကကျတော့အိုကတဂျီရိုနီနင်းရှာဖုဆွဂျီရိုနီနင်းရှာတော့ဘာအေးပေါ့နော်ဒါဆိုင်ကယ်ပေါ့နော်ဆိုင်ကယ်အကြီးနဲ့ဒါပုံမှန်ဆိုင်ကယ်လိုင်စင်ယူထားတဲ့အခြေအနေမှာဆိုလို့ရှိရင်တော့တဲ့မန်ကျိုရှုတုခုပေါ့နော်မန်ကီယိုရှုတုခုနီနင်းအီဂျောပေါ့နော်နှစ်နှစ်ကနေနှစ်နှစ်အထက်ဒါဖြစ်ထားရင်ပေါ့နော်လိုင်စင်ယူပြီးလို့နှစ်နှစ်ကနေနှစ်နှစ်အထက်ဆိုလို့ရှိရင်တော့ဒီခင်ကျူချီလို့ရှာအောင်ဒါမောင်းလို့ရတယ်ပေါ့နော်ဒါခံရင်မန်ကီယိုပေါ့နော်ခံရင်မန်ကီယိုပဲချိန်မှာလိုလဲဆိုတော့သူပြောပြထားတာပေါ့နော်အဲ့တော့ဒီမှာပြောထားတဲ့အိုးကတဂျီရိုရှာပေါ့နော်ပြီးရင်ချူကတတာတွေပြီးရင်ဂျွန်းချူကတဖုဆွဂျီရိုရှာတွေနဲ့ပေါ့နော်ပြီးရင်နောက်တစ်ခါအိုးကတတိုခုရှူဂျီရိုရှာနဲ့ပေါ့နော်ဒီယင်တွေကနေပေါ့နော်တစည်းစည်းနဲ့ပေါ့နော်ကိုကဒီတခြားယင်ကိုဆွဲမယ်ဆိုတဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်ဒီယင်တွေနဲ့သက်ဆိုင်နေပေါ့နော်အခုကိုဆွဲမယ်ကိုကတကယ်လို့အိုးကတနဲ့ဆွဲမယ်ဆိုလို့ရှိရင်ဒါအိုးကတယင်မောင်းလိုင်စင်ရဲ့အပြင်ကိုဒါ
can mancure လို့ပဲပေါ့နော်သွားတာကိုရှင်းပြထားတာအောက်မှာဒီမှာသူကဒါလေးနဲ့လည်းပြထားတယ်ပေါ့နော် can ဂျီရိုရှာတော့ mancure ပေါ့နော်ဒါဆွဲမဲ့ရင်ပေါ့နော်ရှေ့ကမှာအိုးခတ်တာပဲဖြစ်ချူခတ်တာပဲဖြစ်ဂျွန်ဂျူခတ်တာပဲဖြစ်ဖူးဆွပဲဖြစ်ပေါ့နော်အိုးခတ်တာတခုယူဖြစ်ဖြစ်ပေါ့နော်အဲ့ဒီရင်နေတွေကဒီစီစီနဲ့ဆွဲမဲ့ဆိုအဲ့ဒီရင်နေနဲ့သက်ဆိုင်တဲ့ရင်မောင်းလိုင်းစင်ရယ်နောက်တစ်ခုကကျတော့ဘာလို့မလဲဆိုတော့ can mancure လို့မယ်ပေါ့နော်ဒါဒီမှာဆိုလို့ရှိရင်အိုးခတ်တာဒါအိုးခတ်တာရင်မျိုးစားနဲ့နောက်ကဒီမှာတွဲထားတဲ့ဒီတွဲကားလေးကိုဆွဲမှာပေါ့နော်တွဲထားတဲ့ရင်လေးကိုဆွဲမှာပေါ့ဒီလိုနေထားပြီးမှဆိုလို့ရှိရင်အိုးကတ္တလိုင်စင်ရဲ့ can mancure ရဲ့လိုမယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်ဒီအောက်မှာရှင်းပြထားတာလေးကကြတော့ဒါ can mancure မလို့တဲ့အခြေအနေကိုသူကရှင်းပြထားတာပေါ့နော်ဘယ်လိုအခြေအနေမျိုးမလို့လဲဆိုတော့ရင်ဒီစည်းလုံးရဲ့ weight ကပေါ့နော်ဒါ950 kg ဤကပေါ့နော်950 kg အောက်မှာရှိတဲ့ရင်တွေကိုဆွဲတဲ့အခါမှာဆိုလို့ရှိရင်ဒါ can mancure မလို့ပေါ့နော်ဒီတိုင်းဆွဲလို့ရတယ်ပေါ့ခုမှတော့ soju leo ဆိုတာကကြတော့ဒါဒီဘက်မှာဒီဟာလေးပြထားတယ်ပေါ့နော်ခုမှတော့ soju leo ဆိုတာတဲ့ဒါလူတွေရောဒါကုန်ပစ္စည်းတွေရောပေါ့နော်အဲ့ဒါဒီအကုန်လုံးပေါင်းခြင်းကိုဒါခုလိုမှတော့စိုးကြီးလေးလို့ပြောတာပါပေါ့နော်အဲ့တော့ယင်းကိုဆွဲမယ်ဆိုရင်ပေါ့နော်ဥပမာတရားလေးကိုဆွဲမယ်ဆိုရင်ဒီထဲမှာပါတဲ့လူတက်ထိုင်နေလူရဲ့ weight ပါပါတယ်ပေါ့နော်အဲ့ဒါဒီအကုန်လုံးပေါင်းခြင်းက950အောက်ဖြစ်ရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ပြက်နေတဲ့ရင်ဦးပေါ့နော်ဒါကိုရှော့ရှာကိုကျိုးတွေဒါခရိတ်နေနေပေါ့နော်ဆွဲတဲ့အခါမှာဆိုရင်လေဒါခံရင်မန်ကျောမလို့ဘူးပေါ့နော်ဒါကကြတော့ဒီနံပါတ်6ကကြတော့ခါရီမန်နဲ့ပတ်သက်ပြီးပြောပြထားတာပေါ့နော်ဒါခါရီမန်လိုတဲ့အခြေအနေတွေကိုသူကပြောပြထားတာပေါ့နော်ဘယ်ရင်တွေကိုမောင်းနေဆိုရင်တော့ဒါခါရီမန်လိုတယ်ဆိုတော့သူကဒါရှင်းပြထားတာပေါ့နော်โอเคနံပါတ်1ပေါ့နော်နံပါတ်1ကကြတော့ဒါရဲ့ issue တွေမှာပါတဲ့ရင်တွေကိုပေါ့နော်မောင်းမယ်ပေါ့နော်ဒါရင်မောင်းနိုင်ဆိုယူမယ်လို့လုပ်နေတဲ့လူတွေကတဲ့အောက်ပါအခြေအနေမှာပေါ့နော်ကိုယူမဲ့ရင်အလိုက်ပေါ့နော်ရင်မျိုးစားလိုက်ပေါ့နော်ခါရီမန်ကျိုပေါ့နော်ဒါမယူလို့မရပါဘူးဆိုပြီးသူကပြောပြထားတာပေါ့နော်โอเคဒီနံပါတ်1ပေါ့နော်နံပါတ်1ကကြတော့ဒါလေ့ကျင့်ဖို့အတွက်ပေါ့နော်ဒီအိုးကတ်တာတွေပြီးရင်ချူကတ်တာတွေပြီးရင်ဂျွန်းချူပြီးရင်ဖူးဆွပေါ့နော်ဒီရင်တွေကိုပေါ့နော်လမ်းပေါ်မှာမောင်းမယ်ဆိုတဲ့အနေအထားမှာဆိုလို့ရှိရင်ဒါဒီကာဒီမန်မပါလို့မရဘူးပေါ့နော်ကာဒီမန်ရှိမှရမယ်ပေါ့နော်လမ်းပေါ်မှာတက်ပြီးတော့မောင်းလို့ရမယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်နံပါတ်2ကကြတော့ဒါ on demand mancure ရှိခံပေါ့နော်ဒါရမောင်းလိုင်စင်ဖြည့်တဲ့အခါမှာပေါ့နော်ဖြည့်တဲ့အခါမှာဆိုလို့ရှိရင်ဒါရှီတေးဂျီရိုရှာပေါ့နော်ဒီမှာရှီတေးဂျီရိုရှာ cure shoe jaw လို့ခေါ်တဲ့ဒါရမောင်းတင်တန်းချောင်းတွေပေါ့နော်ရမောင်းတင်တန်းချောင်းတွေရဲ့ပြီးရင်ဒီ Suzuki Kindle လို့ခေါ်တဲ့ဒါနောက်ဆုံးဆောင်မွဲဖြည့်တဲ့အခါမှာဆိုရင်လည်းပဲပေါ့နော်ဒီအိုးကတ်တာတွေမှာချူကတ်တာတွေကျွန်းကျူကတ်တာတွေဖုစွတ်ဂျီရိုရှာတွေပေါ့နော်ဒီလမ်းပေါ်မှာမောင်းတဲ့အခါမှာပေါ့နော်နောက်ဆုံးဆောင်မွဲဖြည့်ဖို့အတွက်ဒီရင်တွေပေါ့နော်လမ်းပေါ်မောင်းတဲ့အခါမှာဆိုလေဒီခါရီမန်လိုတယ်ပေါ့နော်โอเคအောက်ကပေါ့နော်ဒီနံပါတ်2ပေါ့နော်နံပါတ်2မှာကျတော့သူကခါရီမန်ကျိုနော်ပေါ့နော်ယူကိုခိခံပေါ့နော်အဲ့တော့ခါရီမန်ကျိုရဲ့တက်တန်းပေါ့နော်ခါရီမန်ကျိုကယူပြီးသွားလို့ရှိရင်ဒီဟွန်မန်ကိုဘယ်ချိန်မှာကိုကမဖြစ်မနေယူရမလဲပေါ့နော်သူ့ရဲ့တက်တန်းဘယ်လောက်ရှိလဲဆိုတော့ရှင်းပြထားတာပေါ့နော်ခါရီမန်ကျိုနော်ယူကိုခိခံပေါ့နော်ခွင့်ပြုတဲ့တက်တန်းပေါ့နော်ခါရီမန်ကျိုနော်ယူကိုခိခံွားတဲ့そのマンキョウシカンを受けた日から起算してပေါ့နော်လောကကက်ဆော့ပေါ့နော်အဲ့တော့သူကပြောချင်တဲ့အဓိပ္ပာယ်ဒီခါရီမန်ရဲ့တက်တန်းကဒါကိုကစောင်းဝဲဖြည့်ပြီးလို့အောင်တဲ့နေ့ရနေပေါ့နော်6လအတွင်းမှာသူကအကျုံးဝင်တယ်ပေါ့နော်ဒီ6လကျော်သွားလို့ရှိရင်တော့ဒီခါရီမန်အကျုံးဝင်တော့ပေါ့နော်ဒီ6လအတွင်းမှာသူကဟိုမန်ဖြည့်ရမယ်ပေါ့နော်ဟိုမန်လိုင်စင်ရအောင်ဖြည့်ရမယ်ပေါ့နော်ဟိုမန်လိုင်စင်ရအောင်ဖြည့်ရမယ်ဆိုတာဒီဟိုမန်အမောင်းဖြည့်ထားရမယ်ပေါ့နော်ဒီဟိုမန်ရေးဖြည့်ရကြတော့တစ်နှစ်အချိန်ရတယ်နော်သူပြောချင်တဲ့အဓိပ္ပာယ်ကဒါခါရီမန်ရထားတယ်ပေါ့နော်ခါရီမန်ရဲ့တက်တန်းဘယ်လောက်အချိန်ရလဲဆိုတော့ဒီခါရီမန်ထုတ်ပြီးတဲ့ရက်ကနေပေါ့နော်ဒါ6လအတွင်းပေါ့နော်သူတက်တန်းရှိတယ်ပေါ့နော်ဒီ6လအတွင်းမှာအသုံးပြုရမယ်ပေါ့နော်โอเคနံပါတ်3ပေါ့နော်နံပါတ်3ကကြတော့ခါလီမန်ကျိုနီယောရီပေါ့နော်လန်ရှူပေါ့နော်ဒါခါလီမန်ကျိုနဲ့သက်ဆိုင်တဲ့ဒါလေ့ကျင့်မှုပေါ့နော်ဒီနံပါတ်3ကကြတော့ဒါခါရီမန်ကျိုကိုဥခက်တာဟိတုပေါ့နော်ဒါခါရီမန်ကျိုရပြီးရလူကပေါ့နော်ဒီလေ့ကျင့်ဖို့အတွက်ပေါ့နော်ဒီမှာအိုးကတ်တာတွေချူကတ်တာတွေပြီးရင်ဂျွန်းချူကတ်တာတွေပေါ့နော်ပြီးရင်ဖုစွတ်ဂျီရိုရှာတွေကိုမောင်းနေဆိုတဲ့အခြေအနေမှာဆိုလို့ရှိရင်ねအောက်မှာပြထားတဲ့ဒီလူတွေကနေပေါ့နော်တယောက်ယောက်ကိုပေါ့နော်ဒါအွန်တန်ရှိစေခိနောယောကောပေါ့နော်ဒီကိုယ့်ရဲ့ဒီရေမောင်းထိုင်ခွင့်ရဲ့ဘေးမှာပေါ့နော်တင်ပြီးတော့ပေါ့နော်အဲ့ဒီနီးပြရဲ့ပေါ့နော်လမ်းညွှန်ချက်တွေကိုပေါ့နော်လက်ခံပြီးတော့ပေါ့နော်လက်ခံရင်းနဲ့ပေါ့နော်ရေမောင်းအောင်မယ်ပေါ့နော်ရေမမောင်းလို့မရဘူးပေါ့နော်သူပြောချင်တဲ့အဓိပ္ပာယ်ကဒီခါဒီမက်ရပြီးတဲ့လူကဒီရင်တွေကိုမောင်းတော့မယ်ဆိုတဲ့အခြေအနေမှာဆိုလို့ရှိရင်အောက်မှာဖော်ပြထားတဲ့ဒီလူတွေရဲ့ပေါ့နော်တယောက်ယောက်ကိုကိုယ့်ရဲ့ရင်မောင်းထိုင်ခွင့်ဘေးမှာတင်ပြီးတော့အဲ့ဒီလူတွေရဲ့လမ်းညွှန်ချက်အတိုင်းပဲဒါမောင်းရမယ်ပေါ့နော်တော့အဲ့ဒါကိုရှင်းပြထားတာโอเคနံပါတ်1ပေါ့နော်ဒီနံပါတ်1မှာကြတော့ပေါ့နော်ဒီရေမောင်းသင်တန်းကျောင်းတွေမှာရှိတယ်ပေါ့နော် Kyoshu Shidoin လို့ခေါ်တဲ့ဒါနီးပြဆရာတွေပေါ့နော်
နီးပြဆရာတွေပြီးရင်နံပါတ်2ကကျတော့အဲ့ဒီရင်ကိုပေါ့နော်မောင်းနှင်နိုင်ပြီးတော့ပေါ့နော်ဒါကြီး issue man cure ကိုဒါကြီး issue man cure license ကိုရပြီလို့3နှစ်ပေါ့နော်3နှစ်ကနေ3နှစ်အထက်ရှိတဲ့လူပေါ့နော်ဖြစ်ရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီရင်ကိုမောင်းနှင်နိုင်တယ်ပေါ့နော်ဒီရင်ကိုကင်တွယ်နိုင်တယ်ပေါ့နော်ကင်တွယ်မောင်းနှင်နိုင်တဲ့ဒါကြီး issue man cure ရထားတဲ့လူဆိုလို့ရှိရင်တဲ့အသက်21နှစ်ကနေ22နှစ်အထက်ပေါ့နော်လူဖြစ်ရမယ်ပေါ့နော်သူကအဲ့ဒါကိုပြောထားတာပေါ့နော်ဒါလေးကိုအကြမ်းဖျင်းပြောထားအကြမ်းဖျင်းပြန်ပြီးတော့ရှင်းရရင်အမှဒီကာရီမန်လိုင်စင်ရပြီးတဲ့အချိန်မှာပေါ့နော်ကိုကဒီယင်နေနဲ့ပေါ့နော်လမ်းပေါ်ကိုမောင်းတော့မယ်ဆိုတဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်သူအောက်မှာပြထားတဲ့လူတစ်ယောက်ကိုကိုယ့်ရဲ့ဒီရင်မောင်းထိုင်ခွင့်ဘေးမှာတင်ပြီးတော့ဒါကိုကမောင်းရမယ်ပေါ့နော်ဒါနံပါတ်1ကကြတော့ရင်မောင်းတင်တန်းကျောင်းမှာရှိတဲ့ဒါနီးပြဆရာပေါ့လေနံပါတ်1ကနော်နံပါတ်2ကကြတော့ကိုဒီမောင်းမဲ့ကားပေါ့နော်ကိုလေ့ကျင့်မဲ့ကားကိုပေါ့နော်မောင်းနိုင်တဲ့ဒါ issue man cure ကိုရထားပြီးလို့3နှစ်ရှိတဲ့လူပေါ့နော်3နှစ်ရှိတဲ့လူဆိုရင်လည်းဒါကိုဘေးမှာတင်းပြီးတော့ဒါကိုကမောင်းလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့အဲ့ဒီကောင်ကိုမောင်းနေနိုင်တဲ့ဒါကြီးနီရှူမန်ကျိုကိုယူထားတဲ့လူဆိုလို့ရှိရင်အသက်22နှစ်ကနေ22နှစ်အထက်ဖြစ်တဲ့လူဆိုရင်လည်းကိုကဒါရတယ်ပေါ့နော်ကိုယ့်ရဲ့ဒီရမောင်းထိုင်ဝင်ဘေးမှာတင်းပြီးတော့ဒါဒီလူနဲ့လေ့ကျင့်မယ်ဆိုလည်းရတယ်ဆိုပြီးတော့ဒါရှင်းပြထားတာပေါ့နော်ဒီနံပါတ်4ပေါ့နော်နံပါတ်4ကကျတော့ဒီကာလီမန်ဒီလန်ရှူပေါ့နော်ဟီယိုရှိကီလို့ခေါ်တဲ့ဒီကာလီမန်ဆိုင်းဘုတ်တက်စင်တာတွေနဲ့ပတ်သက်ပြီးဒါရှင်းပြထားတာပေါ့နော်ဒါကာရီမန်ကျိုကိုယူပြီးတော့ပေါ့နော်ဒါ on the land shoe လုပ်တဲ့အခါမှာဆိုလို့ရှိရင်ဒီကာရီမန်ဒီ sign ပုတ်ကိုပေါ့နော်ကားရဲ့ပေါ့နော်တတ်မှတ်ထားတဲ့ဒါမရဲ့ပေါ့နော်ရှေ့ရဲ့ပေါ့နော်ဥရှိလောက်ပေါ့နော်နောက်ရဲ့ပေါ့နော်ဆာရာမဲလာတဲ့ဒါအချီပေါ့နော်ကားရဲ့ရှေ့နဲ့နောက်မှာတတ်မှတ်ထားတဲ့နေရာမှာသူကဒီရှေ့ရောနောက်ကိုပေါ့နော်တတ်မှတ်ထားတဲ့နေရာမှာမဖြစ်မနေဒီကာရီမန်လန်ရှူဟီယိုရှိကီလို့ခေါ်တဲ့ဒီကာရီမန် sign ပုတ်ကိုမဖြစ်မနေတက်ရမယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်ဒီနေရာမှာမိတတ်တာတစ်ခါလေးမှာဒီကားရဲ့တတ်မှတ်ထားတဲ့ပေါ့နော်ဒီရှေ့ဖြစ်ဖြစ်နောက်ဖြစ်ဖြစ်ဒီကာရီမန်ဆိုင်းဘုတ်ကိုတက်လိုက်လို့ရှိရင်ရပါတယ်ပေါ့နော်အဲ့လိုပြောရင်မှားတယ်ပေါ့နော်သူကရှေ့ရောနောက်ကောဒီနှစ်ဖက်စလုံးပေါ့နော်မဖြစ်မနေသူကတက်ရမယ်ပေါ့နော်တက်တဲ့အခါမှာဆိုလို့ရှိရင်သူသတ်မှတ်ထားတာပေါ့နော်မြေပြင်ကနေဆိုလို့ရှိရင်3.4 မီတာဤကျော်ပေါ့နော်ပြီးရင်1.2 မီတာဤကပေါ့နော်အဲ့ဒီအောက်မှာသူကအဲ့အောက်ပေါ့နော်မြင်လွယ်တဲ့နေရာမှာသူကတက်ရမယ်ပေါ့နော်ဒီကာရီမန်ဆိုင်းဘုတ်ကိုပေါ့နော်ဒီကာရီမန်ဆိုင်းဘုတ်ကိုမဖြစ်မနေတက်ရမယ်ဆိုပြီးသူကပြောပြထားတာပေါ့နော်ဒီဟာလေးလည်းတစ်ချက်လောက်ဒါပြောပြပေးအောင်မယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူကကိုကဒီကာရီမန်လိုင်စင်ရတယ်ပေါ့နော်ကာရီမန်လိုင်စင်ရပြီလို့ဒါအမောင်းလေ့ကျင့်တဲ့အခါမှာဆိုလို့ရှိရင်ကိုကရေမောင်းကျွမ်းကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တယောက်တည်းဒါမောင်းပြီးတော့သွားလိုက်တယ်လို့ပြောရင်မှားတယ်ပေါ့နော်ကျွမ်းကျင်ခြင်းမကျွမ်းကျင်ခြင်းသူတို့သတ်မှတ်ထားတယ်ပေါ့နော်ဒီ၃မျိုးတွေကနော်ဒီ၃မျိုးတွေကတစ်ခုခုတော့ဒါကိုယ့်ရဲ့ရေမောင်းထိုင်ဝင်ဘေးမှာဒါရှိရမယ်ပေါ့နော်သူအဲ့ဒါကိုပြောတာဒါကားကြောင်းဒီမှာဆိုရင်တော့ကိုဘေးမှာဒါရှိလို့ရင်းရှိမယ်ပေါ့နော်တကယ်လို့မှအပြင်မှာကိုကမောင်းပြီးတော့ဖြေတဲ့လူဆိုရင်လည်းဒီသတ်မှတ်ထားတဲ့လူတွေရှိရမယ်ပေါ့နော်ဒါရေမောင်းတက်တန်း3နှစ်ပေါ့နော်3နှစ်ကနေ3နှစ်တည်းရှိရလူဒါကြီးနီရှူယူထားတဲ့လူဆိုရင်တော့ဒါအသက်21နှစ်ရဲ့အထက်ဖြစ်ရင်ရတယ်ပေါ့နော်โอเคဒီမှာပေါ့နော်ဒီဟာလေးကကြတော့ဒါ ornament manicure shop ပေါ့နော်ဒါ quotient လုပ်တဲ့အခါပေါ့နော်ဒါ average လုပ်တဲ့အခါပေါ့နော်တက်တန်းတိုးတဲ့အခါနဲ့ပတ်သက်ပြီးဒါသူရှင်းပြထားတာပေါ့နော်အဲ့တော့ဒီမှာပေါ့နော်သူက thank you ရတဲ့ခဲကွင်းသားတွေပေါ့နော်ဒါပြောင်းရွှေ့လုပ်တဲ့အခါလေးနဲ့ပြီးရင်ဒီလက်ထပ်ပွဲလုပ်တဲ့အခါတွေမှာပေါ့နော်ကိုယ့်ရဲ့နေရာတွေပေါ့နော်ပြီးရင်နာမည်တွေပေါ့နော်ဒါတွေပြောင်းသွားတယ်ဆိုတဲ့အခါမှာဆိုလို့ရှိရင်တက်နိုင်နေမြမြန်မြန်လေးပေါ့နော်ကိုနေတဲ့နေရာမှာရှိတယ်ပေါ့နော်ဒီကိုအန်းအရင်ခိုင်ပေါ့နော်yes can အောင်ပေါ့နော်ဒါပြောင်းလို့ရှိရင်အတီးပေးတဲ့ဟာကိုပေါ့နော်မဖြစ်မနေလုပ်ရပါမယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်ဒါသူပြောချင်တဲ့အဓိပ္ပာယ်ကဒီကိုနေရာပြောင်းရွှေ့တဲ့အခါမှာဒါမင်္ဂလာဆောင်ပြီးတဲ့နောက်ပေါ့နော်ကိုနာမည်တွေပြောင်းတာတွေလိပ်စာတွေပြောင်းတာတွေလုပ်တဲ့အခါမှာဆိုလို့ရှိရင်တက်နိုင်နေမြဒီကိုနေတဲ့နေရာကဒါကိုနေတဲ့ရပ်ွက်ကပေါ့နော်yes can ကိုသွားပြီးတော့ဒီကိုပြောင်းကကိုပြောင်းရမယ့်ဟာတွေပေါ့နော်မြန်မြန်သွားပြီးတော့မဖြစ်မနေပြောင်းရမယ်ဆိုပြီးဒါသူကပြောပြထားတာပေါ့နော်နံပါတ်2ကကြတော့ရေမောင်းလိုင်စင်ပျောက်တဲ့အခါမှာလေပြီးတော့ကြတော့ဒီအခိုးခံရတဲ့အခါပေါ့နော်နောက်တစ်ခုကကြတော့ပျက်စီးတဲ့အခါမှာဆိုလို့ရှိရင်စီးရင်သွင်းတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒါပြောင်းလို့ရှိရင်အတီးပေးတာတွေလုပ်တဲ့အခါမှာဆိုလို့ရှိရင်ကိုနေတဲ့ရက်ွက်ကိုနေတဲ့နေရာမှာရှိတယ်ပေါ့နော်yes can ကိုသွားပြီးတော့ပေါ့နော်psycho food ပေါ့နော်နောက်ထပ်ပြန်ပြီးတော့ထုတ်ပေးဖို့ပေါ့နော်အသစ်ပြန်ထုတ်ပေးဖို့ရှင်းစည်းလုပ်လို့ရတယ်ပေါ့နော်ဒါရှောက်လာတင်လို့ရပါတယ်ပေါ့နော်ဒီနံပါတ်2ရဲ့အဓိပ္ပာယ်ကဒါလိုင်စင်ပျောက်သွားတဲ့ခါတွေခိုးခံရတဲ့ခါတွေပျက်စီးတဲ့အခါတွေမှာဆိုလို့ရှိရင်စီးရင်သွင်းထားတဲ့အကြောင်းအရာတွေပေါ့နော်ပြောင်းရင်အတီးပေးတာတွေလုပ်တဲ့အခါမှာဆိုလို့ရှိရင်ကိုနေတဲ့ရက်ွက်နားမှာရှိတဲ့ဒီကိုနေတဲ့ရက်ွက်မှာပေါ့နော်ရှိတဲ့ yes can အောင်ပေါ့နော်နောက်ထပ်အသစ်ထုတ်ပေးဖို့အတွက်ဒါကိုကဒီရှင်းစည်းလုပ်လို့ရတယ်ပေါ့နော်တင်ပြလို့ရတယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်โอเคဒီနံပါတ်2ပေါ့နော်
ဒါ owner mancure show တော့ပေါ့နော် Yugo Kikan ပေါ့နော်ဒါ owner mancure ရတဲ့အချိန်မှာဒါခွင့်ပြုထားတဲ့နှစ်ပေါ့နော်ဒီ license ကဘယ်နှစ်နှစ်ထိဒါသုံးလို့ရတယ်ဆိုတာမျိုးပေါ့နော်ဒါနဲ့ပတ်သက်ပြီးပြောထားတာပေါ့နော်ဒီနံပါတ်1ကကြတော့ Shinki Mancure Show တို့နော်ပေါ့နော် Yugo Kikan ပေါ့နော်license အသစ်ရတဲ့အချိန်မှာဒီ license အသစ်ရဲ့သက်တမ်းပေါ့နော်ဘယ်လောက်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ရှင်းပြထားတာပေါ့နော်license အသစ်ရတဲ့အခါမှာဆိုလို့ရှိရင်တဲ့ဒီ license အသစ်ရဲ့သက်တမ်းဟာဆိုလို့ရှိရင်ပေါ့နော်တက်ကိစိတ်ရှိခံလို့ခေါ်တဲ့ဒီအရေးချင်းစစ်ဆောင်ရွက်ပွဲပေါ့နော်ဆောင်ရွက်ပြီးတဲ့နောက်ပေါ့နော်၃ခါမြောက်မွေးနေ့ပေါ့နော်စန်းခိုင်တော့တန်ကြောပြီဟိကာလာပေါ့နော်၃ခါမြောက်မွေးနေ့ရဲ့နောက်တစ်လပေါ့နော်ကိုမွေးနေ့ပြီးရဲ့နောက်တစ်လပေါ့နော်ကိုမွေးနေ့ပြီးရဲ့နောက်တစ်လအထိပေါ့နော်နောက်တစ်လအထိဒီ license ရဲ့တက်တန်းရှိရဲဆိုတော့ပြောပြတာပေါ့နော် license ရဲ့တက်တန်းအောင်တော့အဲ့လိုမျိုးပေးတယ်ပေါ့နော်ကိုမွေးနေ့၃ခါပေါ့နော်အဲ့၃ခါပြီးတော့နောက်ထပ်တစ်လပေါ့နော်ကိုမွေးနေ့ပြီးရဲ့နောက်တစ်လအထိဒါ license တက်တန်းအောင်တော့ပေးထားတယ်ပေါ့နော်အကြမ်းများပြဆိုတော့3နှစ်ပေါ့နော်အဲ့လိုပဲမှတ်ရမှာပေါ့နော်ဒီစာပဲလေးရဲ့အဓိပ္ပာယ်ကကြတော့ဒါ license အသစ်ရဲ့တက်တန်းရဆိုလို့ရှိရင်ကိုမွေးနေ့၃ခါမြောက်ရဲ့နောက်တစ်လအထိဒါ license တက်တန်းရှိရဲဆိုတော့သူပြောပြထားတာပေါ့နော် okay နံပါတ်2ကကြတော့ question select mancure short တို့တော့ Yugo Kikan ပေါ့နော်ဒီနောက်ထပ် license တက်တန်းဒီ3နှစ်ပြည့်သွားတော့နောက်ထပ်ထပ်ချိန်မဲ့အချိန်မှာပေါ့နော်ရမယ် license တက်တန်းပေါ့နော်ကို license တက်တန်းကုန်သွားလို့နောက်ထပ်ထပ်တိုးတဲ့အချိန်မှာထပ်ရမယ် license တက်တန်းနဲ့ပတ်သက်ပြီးဒါရှင်းပြထားတာပေါ့နော်နံပါတ်2က license တက်တန်းတိုးတဲ့အခါမှာတဲ့နောက်ထပ်ထပ်ရမယ် license တက်တန်းကတဲ့အောက်မှာဖော်ပြထားတဲ့အတိုင်းဒါ license တက်တန်းကုန်တဲ့ရက်အထိဖြစ်တယ်ဆိုတော့ဥစ္စာကိုဒါသူကပြောပြထားတာပေါ့နော်ဒီမှာပြောထားပါတော့ဒါ question လုပ်တဲ့ရက်တွေပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီ question သွားလုပ်တဲ့အသက်အရွယ်လိုက်ပေါ့နော်မျိုးစားအဖြစ်ဒါ၄မျိုးရှိပါတယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်ပထမဆုံးကကြတော့ Julio Ondan ရှာပေါ့နော် Julio Ondan ရှာဆိုတာဒါပြစ်မှုမရှိဘဲနဲ့ကောင်းကောင်းမွန်မွန်မောင်းနေနိုင်တဲ့လူပေါ့နော်အဲ Julio Ondan ရှာဆိုတာဘာလဲဆိုတော့ဒီမှာရှင်းပြထားတယ်ပေါ့နော်ဒီဘက်မှာနော်Julio Ondan ရှာဆိုတာဒီကိုက license ယူပြီးတော့ပေါ့နော်တက်တန်းอ่ะပေါ့နော်9နှစ်အထက်ရှိရမယ်ပေါ့နော်9နှစ်ကနေ9နှစ်အထက်ဖြစ်ပြီးတော့ license တက်တန်းမတိုးခင်ပေါ့နော်ဒီပထမ9နှစ်အတွင်းမှာပေါ့နော်မူအီဟန်လို့ခေါ်တဲ့ဒီကိုကရင်းစည်းကမ်းချိုးဖောက်တာတွေဒါတခုမှလုံမထားတဲ့လူကိုဒါသူပြောတာပါဆိုပြီးတော့ပြောပြထားတာပေါ့နော်ဒါတွေအကြမ်းမြင်မှတ်ထားရလို့ရှင်ဟိုမှာ license တက်တန်း9နှစ်ကနေ9နှစ်အထက်ရှိမယ်အဲ့တော့ရှေ့မှာ license ယူခဲ့တဲ့9နှစ်အတွင်းမှာရင်းစည်းကမ်းချိုးဖောက်ထားတာတွေမရှိတဲ့လူကိုဒါပြောတာပေါ့နော်အဲ့မှာပေါ့နော်ယူလီယိုအွန်တန်းရှာဟိုမှာသူကအသက်80မပြည့်တဲ့လူတွေဆိုလို့ရှိရင်သူကယူလီယိုအွန်တန်းရှာဖြစ်တဲ့အသက်80မပြည့်သေးဘူးဆိုရင် license တက်တန်းဘယ်လောက်ထပ်ရမလဲဆိုတော့ဒီမှာပြောထားတယ်ပေါ့နော်ဒီတက်တန်းမတိုးခင်ပေါ့နော်ရေမောင်း license တက်တန်းကုန်ဆုံးတဲ့ရဲ့နောက်ရက်ကနေပြီးတော့သူက9ချိန်မြောက်မွေးနေ့ပေါ့နော်9ချိန်မြောက်မွေးနေ့ကိုကြော်ပြီးတော့နောက်ထပ်တစ်လအထိသူကရမယ်ဆိုပြီးပြောထားတာပေါ့နော်အဲ့ဒါသူပြောချင်တဲ့အဓိပ္ပာယ်ကတော့ဒါ9နှစ်ပေါ့နော် license တက်တန်းသွားတော့ရင်သူက9နှစ်ရမယ်ပေါ့နော်9နှစ်ကိုမှကိုယ့်ရဲ့9ခါမြောက်မွေးနေ့ရဲ့မွေးနေ့ရောက်ပြီးတော့နောက်တစ်လအထိရမယ်ဆိုတော့သူပြောပြထားတာပေါ့နော်โอเคနောက်တစ်ခုကကြတော့ဒါအသက်80ပြည့်သွားတဲ့လူပေါ့နော်အဲ့တော့အသက်80ပြည့်သွားတယ်ပေါ့နော်အသက်80ပြည့်သွားတဲ့လူဆိုလို့ရှိရင်တော့သူဘာရမလဲဆိုတော့ license တက်တန်းမတိုးမီပေါ့နော်ဒီကိုယ့်ရဲ့ပထမဆုံး license တက်တန်းကုန်ဆုံးတဲ့ရက်ရဲ့နောက်ရက်ကနေပြီးတော့သူက၄ခါမြောက်မွေးနေ့အဲ့၄ခါမြောက်မွေးနေ့ကိုကြောပြီးတော့နောက်ထပ်တစ်လပေါ့နော်သူကပြောချင်တာကတော့၄နှစ်ပေါ့နော်၄နှစ်ရမယ်ပေါ့၄နှစ်မှာကိုယ့်ရဲ့၄ခါမြောက်မွေးနေ့၄ခါမြောက်မွေးနေ့ပြီးတော့နောက်ထပ်တစ်လအထိပေါ့နော်အကြမ်းများအဖြစ်ဆိုရင်တော့သူက၄နှစ်ရမယ်ပေါ့နော်ကို license တက်တန်းသွားတိုးတဲ့အချိန်မှာကိုယ့်ရဲ့အသက်အရွယ်က80အောက်မှာပဲရှိသေးလို့ရှိရင်9နှစ်ရမယ်80ပြည့်သွားရင်တော့4နှစ်ရမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဒါ81နှစ်ကနေပေါ့နော်81နှစ်ကနေဆိုရင်ဘယ်လောက်ရမလဲဆိုတော့ကို license တက်တန်းကုန်ပြီးတော့သွားတိုးတဲ့ရက်ကနေပေါ့နော်3ခါမြောက်မွေးနေ့ကိုကြော်ပြီးတော့ပေါ့နော်နောက်ထပ်တစ်လအထိကိုရမယ်ပေါ့နော်အဲ့တော့အကြမ်းများအဖြစ်3နှစ်ပေါ့နော်အဲ့တော့ဒါ Julio Onansha ရမယ် Julio Onansha ဖြစ်လို့ရှိရင်ဒါအသက်အရွယ်လိုက်ပေါ့နော်ကို license တက်တန်းသွားတိုးတဲ့ရက်ရဲ့အဲ့ license တက်တန်းသွားတိုးတဲ့အချိန်မှာရောက်နေတဲ့နှစ်အလိုက်ပေါ့နော်အဲ့တော့ကိုကရမယ်ဒါ license တက်တန်းပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့သူအိုရောပြီဆိုတော့နှစ်ပေါ့နော်အဲ့တော့ IPAN online ရှာပေါ့နော် IPAN online ရှာ IPAN online ရှာဆိုရင်လည်းသူကတရားတွေရမယ်ပေါ့နော်အဲ့တော့ IPAN online ရှာဆိုတာဘာလဲဆိုတော့ဒီမှာပြထားတယ်ပေါ့နော်Julio online ရှာ Ian online ရှာတို့ဤကိုင်းတော့ hito emas ပေါ့နော်Julio online ရှာထဲမှာလည်းမပါဘူးအောက်မှာဒီမှာပြထားတဲ့ Ihan ပေါ့နော် online ရှာထဲမှာလည်းမပါတဲ့လူကိုသူက IPAN online ရှာဆိုပြီးပြောတယ်ဆိုပြီးတော့ရှင်းပြထားတာပေါ့နော် Okay IPAN online ရှာဆိုရင်လည်းဒါ license သွားတွေ့ရင်ဒီတိုင်းရမှာပေါ့နော်နောက်တစ်ခုကじゃ Ihan online ရှာပေါ့နော် Ihan online ရှာဒါ Ihan online ရှာပါလဲဆိုတော့ဒီမှာရှင်းပြထားတယ်ပေါ့နော်Ihan online ရှာဆိုတာတဲ့ဒီမှာပေါ့နော် license တက်တန်းမတိုးခင်နဲ့ဒါရှေ့က9နှစ်အတွင်းမှာပေါ့နော်ဒါရင်းစည်းကမ်းလမ်းစည်းကမ်းချိုးဖောက်ထားတာရှိတယ်အတွေ့အကြုံရှိတဲ့လူပေါ့နော်အတွေ့အကြုံရှိတယ်ပေါ့နော်အောက်မှာတော့ကွင်းစားဝင်ဝေကလေးနဲ့ပြောထားတယ်ဒီတစ်ခါလောက်ပဲချိုးဖောက်ဖူးတဲ့လူပေါ့နော်တစ်မှတ်လောက်ပဲချိုးဖောက်ဖူးတဲ့လူဆိုလို့ရှိရင်တော့ဒါဒီထဲမှာမပါဝင်ဘူးပေါ့နော်EN နဲ့မှာမပါဘူးဆိုပြီးတော့ပြောပြထားတယ်ပေါ့နော်နောက်တစ်ခုကကျတော့မတာဝါတယ်ဗာလဲဆိုတော့ဒီ license ယူပြီးတဲ့နောက်ပေါ့နော်
9 နှစ်မပြည့်သေးတဲ့လူဆိုလို့ရှိရင်လည်းဒီ EN ဝန်ထမ်းရှာထဲမှာထည့်ထားပါတယ်ဆိုပြီးတော့ပြောပြထားတယ်ပေါ့နော်။ဒါဒီမှာရှင်းပြထားတယ် EN ဝန်ထမ်းရှာတယ်ဘယ်နှစ်နှစ်ရမလဲဆိုတော့ EN ဝန်ထမ်းရှာက license သွားတိုးမယ်ဆိုလို့ရှိရင်ပေါ့နော်။ကိုလက်ရှိယူထားတဲ့ license သက်တမ်းကုန်ပြီးတော့ပေါ့နော်။ဒီနောက်ရက်ကနေပေါ့နော်ဒီထုတ်ပေးတဲ့ရက်ပေါ့နော်။ထုတ်ပေးတဲ့ရက်ကနေဘယ်လောက်ရမလဲဆိုတော့3 ချိန်မြောက်မွေးနေ့ကနေပြီးနောက်တစ်လပေါ့နော်။ဒါသူအကြမ်းများပြင်ဆိုတာ3 နှစ်လို့မှတ်ထားပါတော့။ EN ဝန်ထမ်းရှာဆိုရင်ဒါ3 နှစ်ရတယ်ပေါ့နော်။EN ဝန်ထမ်းရှာဆိုတာရမောင်းသက်တမ်း9 နှစ်အတွင်းပေါ့နော်9 နှစ်အတွင်းမှာကိုကဒီရဲစည်းကမ်းလမ်းစည်းကမ်းချိုးဖောက်ထားတဲ့ဟာရှိတယ်ပေါ့နော်ရှိတယ်ဆိုလို့ရှိရင်ကို EN ဝန်ထမ်းရှာထဲမှာရောက်တယ်ပေါ့နော်ဒါပေမဲ့သူကချွင်းချက်အနေနဲ့ပြောထားတာဒီတစ်ခါလောက်ပဲလုပ်ဖူးတယ်ဆိုရင်ပေါ့နော်တစ်မတ်လောက်ပဲရောဘူးတယ်ဆိုရင်တော့ဒါ EN ဝန်ထမ်းရှာထဲမှာမထည့်ဘူးပေါ့နော်တင်းလက်ခွင့်ပြုရပေါ့နော်နောက်တစ်ခုကကျတော့ license သက်တမ်းပေါ့နော်ကိုယူထားတဲ့ကိုရ license ရထားတာ9 နှစ်မရှိသေးတဲ့လူပေါ့နော်9 နှစ်မရှိသေးတဲ့လူဆိုလဲဒါ EN ဝန်ထမ်းရှာထဲမှာသူကထည့်ထားတယ်ပေါ့နော်ကျွန်တော်တို့ license စယူတယ်လို့ဆိုတာ3 နှစ်ရတယ်ပေါ့လေကျွန်တော်တို့ကဒါကျွန်တော်တို့ဒီထဲမှာသွားပြီးအကျုံးဝင်တာပေါ့နော်။ Okay ဒါလေးကဒီလောက်ဆိုရင်ရမယ်လို့ထင်ပါတယ်ပေါ့နော်။ဒါလေးကလည်းဆောင်းပွဲမှာတော့မေးတာတိတ်မတွေ့ဘူးပေါ့နော်။နံပါတ်3ပေါ့နော်။နံပါတ်3ကကြတော့ဒါသူက ornament cure short တို့တော့ကိုရှင်းတာတော့ပေါ့နော်။ဒါရေမောင်းလိုက်စဉ်တက်တန်းတိုးခြင်းနေနဲ့ဒါပတ်သက်ပြီးသူကရှင်းပြတာပေါ့နော်။အောက်မှာဒီမှာလည်းထပ်ရှင်းပြထားတယ်ပေါ့နော်။ဒါ ornament cure short တို့တော့ကိုရှင်းတို့တိတ်ခိခင်စာပေါ့နော်။ဒါအရေးချင်းစစ်တဲ့ဟာပေါ့နော်။ရေမောင်းလိုက်စဉ်တက်တန်းတိုးခြင်းနဲ့ဒါအရေးချင်းစစ်တဲ့ဥစ္စာတွေနဲ့ပတ်သက်ပြီးဒါရှင်းပြထားတာပေါ့နော်။ဒီစာပိုင်လေးကကြတော့ရေမောင်းလိုင်စင်တက်တန်းကုန်ပြီးသွားတယ်နောက်တဲ့ရေမောင်းလိုင်စင်ကိုဒါထပ်ပြီးတော့ယူမယ်ဆိုလို့ရှိရင်ပေါ့နော်သူကဒီရေမောင်းလိုင်စင်တက်တန်းတိုးတာကိုမလုပ်လို့မရဘူးပေါ့နော်တက်တန်းထပ်တိုးရမယ်ပေါ့နော်တက်တန်းမတိုးလို့မရဘူးဆိုပြီးပြောပြထားတာပေါ့နော်ဒါရေမောင်းလိုင်စင်ကိုတက်တန်းတိုးမယ်ဆိုလို့ရှိရင်လည်းရေမောင်းလိုင်စင်တက်တန်းတိုးမယ်လူကတဲ့ဒါလိုင်စင်တက်တန်းမကုန်မီရက်ပေါ့နော်လိုင်စင်တက်တန်းမကုန်မီ2 လအလိုကနေပြောပေါ့နော်ဒါတက်တန်းတိုးလို့ရတယ်ပေါ့နော်သူကရှင်းပြထားတာပေါ့နော်အဲ့တော့တကယ်လို့မှကိုကဒီလိုင်စင်တက်တန်းသွားတူတယ်ပေါ့နော်ကိုကုံတဲ့ရက်မှာဒီမှာဒီလိုစနေတနင်္ဂနွေပိတ်ရက်တွေဖြစ်နေရင်ပြီးရင်ဒီနားရက်တွေဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ရက်တွေပြီးတဲ့ဒါနောက်ရက်မှာလည်းသွားလုပ်လို့ရတယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်နောက်တက်တန်းတိုးရင်ဘယ်မှာတိုးရမလဲဆိုတော့ဒါကိုနေတဲ့နေရာမှာရှိတဲ့ကိုအန်အရင်ခိုင်လို့ခေါ်တဲ့ဒါ yes scan ပေါ့နော်ကိုနေတဲ့နေရာမှာရှိတဲ့ yes scan မှာသွားပြီးတော့ဒါအဲ့ဒီ yes scan လုတ်ပြီးတယ်ပေါ့နော်ဒီရေမောင်းတာနဲ့သက်ဆိုင်နေပေါ့နော်ဒါအရေးချင်းစစ်တဲ့ဟာတွေကိုဒါမဖြစ်မနေဖြေရမယ်ပေါ့နော်အဲ့တော့ဒီစာပိုင်လေးရဲ့အဓိပ္ပာယ်ကကြတော့ဒါ license သက်တမ်းတိုးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ license သက်တမ်းမကုန်မီ2 လအလိုပေါ့နော်2 လအလိုလောက်ကနေစပြီးတော့ license သက်တမ်းတိုးလို့ရတယ်ပေါ့နော် license သက်တမ်းတိုးမယ်ဆိုလဲကိုနေရဲ့နေရာမှာရှိတဲ့ဒါ yes scan မှာသွားပြီးတော့ဒါ license သက်တမ်းတိုးဖို့လုပ်ရမယ်ပေါ့နော်မွေးနေ့မတိုင်ခင်1 လနဲ့မွေးနေ့ပြီးရဲ့နောက်1 လပေါ့လေဒီ license သက်တမ်းတိုးလို့ရတယ်ဟာပေါ့နော်အဲ့တော့ဒီစာပိုင်လေးကကြတော့ဒါ license သက်တမ်းကုန်နေတဲ့ license နဲ့ကားမောင်းမယ်ဆိုလို့ရှိရင်တော့ဒါ movement cure ဖြစ်တယ်ဆိုပြီးတော့ရှင်းပြထားတာပေါ့နော်ဒါ license သက်တမ်းကုန်နေတဲ့ license နဲ့ဒါကားမောင်းမယ်ဆိုလို့ရှိရင်တော့ဒါမရဘူးပေါ့လေ movement cure ဖြစ်တယ်ပေါ့နော်โอเคကျွန်တော်ဒါလေးကိုတစ်ခေါက်ပြန်ရှင်းပြမယ်နော်တကယ်လို့မှာပေါ့ license သက်တမ်းကုန်လို့ရှိရင်တဲ့ license ထပ်ယူမယ်ဆိုတဲ့လူအားတဲ့ license သက်တမ်းတိုးမယ်ဆိုလို့ရှိရင်ဒါ license သက်တမ်းမကုန်ဘူးပေါ့နော်2 လအလို2 လအလိုကနေစပြီးတော့ဒါ license သက်တမ်းတိုးလို့ရပါတယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်တကယ်လို့မှာ license သက်တမ်းကုန်တဲ့ရက်ပေါ့နော် license ကိုယ့်ရဲ့ license သက်တမ်းကုန်တဲ့ရက်ကဒီစနေတနင်္ဂနွေတွေဖြစ်နေတယ်သူတို့ပိတ်ရက်တွေဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီအဲ့ဒီပိတ်ရက်တွေရဲ့နောက်ရက်ပေါ့နော်နောက်ရက်မှာသွားပြီးတော့လုပ်လို့ရပါတယ်ပေါ့နော်โอเคတကယ်လို့မှာတဲ့ဒီမှာ license သက်တမ်းကုန်တဲ့ဒါ license နဲ့ပေါ့နော်ရင်မောင်းမယ်ဆိုလို့ရှိရင်တော့ဒါ movement cure ဖြစ်တယ်ပေါ့နော် license မရှိဘဲနဲ့ဒါရင်မောင်းတာနဲ့အတူတူပဲပေါ့နော်ဒါဖြစ်တယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်ဒီစာပိုင်လေးပေါ့နော်ဒီစာပိုင်ကလေးကကျတော့ဒါ license သက်တမ်းတိုးတဲ့အချိန်မှာဒါတကူလဲလို့ခေါ်တာချွင်းချက်အနေနဲ့သူပြောပြထားတာပေါ့နော်တကယ်လို့မှာတဲ့ဒီ license သက်တမ်းတိုးမဲ့သူကပေါ့နော်နိုင်ငံခြားခီးသွားကြရှိတာပဲဖြစ်ဖြစ်ပေါ့နော်ပြီးရင်ဒီ shoe set လို့ခေါ်တဲ့ကလေးမွေးတာပေါ့နော်ကလေးမွေးတဲ့အခြေအနေပေါ့နော်စသဖြင့်ပေါ့နော်ကိုမတတ်နိုင်တော့တဲ့အခြေအနေတွေရှိတယ်ဆိုလို့ရှိရင်တဲ့ license သက်တမ်းတိုးတဲ့အချိန်မရောက်ခင်မှာပေါ့နော်ဒါ license သက်တမ်းတိုးတာတွေကိုဒါလျှောက်လာတင်ပြီးတော့လုပ်လို့ရပါတယ်ဆိုပြီးတော့ပြောပြထားပါတော့ဒါပေမဲ့အဲ့ဒီလိုလျှောက်လာတင်မယ်ဆိုရင်တော့ဒါ passport လိုမယ်ပြီးရတဲ့ဒါဆေးစစ်ချက်လိုမယ်ပေါ့နော်ပြီးရင်ဆေးစစ်ချက်လိုမယ်ပြီးရတဲ့ဘာကြောင့်ဒီလိုလုပ်ရပါတယ်ဆိုတဲ့အကြောင်းပြချက်ပေါ့နော်အကြောင်းပြချက်သူကတင်ပေးရမယ်ပေါ့နော်โอเคအဲ့တော့ဒီစာပိုင်လေးရဲ့အဓိပ္ပာယ်ကိုတစ်ချက်လောက်ပြန်ပြီးပြောပြမယ်နော်အဲ့တော့ဒါ license သက်တမ်းတိုးမဲ့သူကပေါ့နော်ကို license သက်တမ်းတိုးတဲ့အခြေအနေအတွင်းမှာဒါကနိုင်ငံရေးခီးသွားတဲ့အရှိရတော့မှဝင်ဒီကလေးမွေးဖွားရမယ့်အခြေအနေတွေရှိတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာကဒီတက်တန်းသူတို့တိုးခိုင်းတဲ့တက်တန်းတိုးခိုင်းတဲ့အချိန်တွင်းပေါ့နော်မလုံနိုင်တော့တဲ့အခြေအနေရှိတယ်ဆိုလို့ရှိရင်အဲတက်တန်းတိုးတဲ့အချိန်မရောက်ခင်ပေါ့နော်တက်တန်းတိုးတဲ့အချိန်မတိုင်ခင်မှာလဲကွာဒါ license တက်တန်းတိုးဖို့အတွက်ရှောက်လာတင်လို့ရပါတယ်ဆိုပြီးတော့ပြောပြတာပေါ့နော်အဲ့လိုရှောက်လာတင်တဲ့အခါမှာတော့ passport လိုမယ်ပြီးရတယ်ဒီဆေးစစ်ချက်လိုမယ်ပေါ့နော်ပြီးရင်ဘာကြောင့်ဒီလိုလုပ်ရပါတယ်ဆိုတဲ့အကြောင်းပြချက်ကိုဒါမှဖြစ်မနေတင်ပေးရမယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်โอเคကျွန်တော်နောက်တစ်ပြန်တော့သွားလိုက်အောင်နော်ဒီစာပိုင်လေးကကြတော့ဒါကိုရှင်ကိုဥက္ကဋ္ဌတို့ဆိုလို့ဟိတုနောဂိမှုပေါ့နော်ဒါ license တက်တန်းတိုးမယ်ဆိုတဲ့လူတွေပေါ့နော်လောက်ရမယ်လောက်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးဒါသူကပြောပြထားတာပေါ့နော်အဲ့တော့ဒီမှာ license တက်တန်းတိုးမယ်လို့လုပ်တဲ့အခါမှာဆိုလို့ရှိရင်တဲ့ကိုနဲ့သက်ဆိုင်တဲ့အမျိုးအစားအလိုက်ပေါ့နော်ကိုရှင်ကြီးကိုရှုလို့ခေါ်တဲ့
license တက်တန်းတိုးတဲ့အခါမှာတက်ရောက်ရတဲ့ဒီသင်တန်းကိုပေါ့နော်မဖြစ်မနေတက်ရောက်ရပါမယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်ဒီလောက်တဲ့ဒီဆွေးနွေးလေ့ကျင့်တဲ့ပေါ့နော်ကိုရှုလို့ခေါ်တဲ့ဒီဆွေးနွေးလေ့ကျင့်မှုကတော့တဲ့ကို license မျိုးစားလိုက်ပေါ့နော်license မျိုးစားလိုက်ဒါအခြေအနေတွေနဲ့အခြေအနေအကြောင်းအရာတွေနဲ့ဒီအချိန်တွေကတော့ဒါတူညီမှုမရှိပါဘူးဆိုပြီးတော့ပြောပြထားတာပေါ့နော်โอเคအောက်မှာပေါ့နော်သူကဒီJulio Ontansha ပေါ့နော် Julio Ontansha ဆိုတာဒါပြစ်မှုလုပ်မထားတဲ့ဒါရင်မောင်းသမားပေါ့နော်အဲ့တော့ဘာပြစ်မှုမှမရှိတဲ့ရင်မောင်းသမားကတော့ဒီကိုရှုလုပ်တဲ့အခါမှာဆိုရင်တော့ဒါမိနစ်30ပဲကြာမယ်ပေါ့နော်အချိန်အနေနဲ့မိနစ်30ပဲကြာမယ်ပေါ့နော်ပြီးတော့ဒီIpan Ontansha လို့ခေါ်တဲ့3မှတ်အောက်ပေါ့နော်ပထမဆုံး license စယူရတဲ့လူတွေဆိုရင်ဒါ3မှတ်အောက်ပေါ့နော်3မှတ်မပြည့်တဲ့လူတွေပေါ့နော်ပြစ်မှုတော့ဖြစ်သွားတယ်ဒါပေမဲ့3မှတ်မပြည့်ဘူးပေါ့နော်3မှတ်မပြည့်တဲ့လူတွေဆိုရင်တော့ဒါအချိန်ဘယ်လောက်လောက်လောက်ရမလဲဆိုကိုရှုချိန်ကဒါ60မိနစ်ရှိမယ်ပေါ့နော်နောက်တစ်ခုကကြတော့Ihan Ondan Shah တို့ပေါ့နော် Ihan Ondan Shah ဆိုတာဘာလဲဆိုတော့ဒါရင်းစည်းကမ်းလမ်းစည်းကမ်းချိုးဖောက်ထားတာပေါ့နော်ရင်းစည်းကမ်းလမ်းစည်းကမ်းချိုးဖောက်ထားတဲ့အပြုအမူတွေကိုလုပ်ထားတဲ့ဒါရင်မောင်းသမားကတော့ဒါကိုရှုချိန်ကဘယ်လောက်လောက်ရမလဲဆိုတော့ဒါ120ပေါ့နော်မိနစ်120ဆိုတော့2နာရီပေါ့နော်2နာရီလောက်ရမှာပေါ့ပြီးတော့ကြတော့Mankyo ပေါ့နော်ဒီ Mankyo ကိုရှုတော့ခုရှိတယ်ပေါ့နော် license ယူပြီးတော့ဒါ9နှစ်မပြည့်သေးတယ်ပေါ့နော်ဒါရင်မောင်းနေရလေသူကကိုရှုလို့ရမယ့်အချိန်ကဒါမိနစ်120ပေါ့နော်ကျွန်တော်တို့ပထမ license ဆိုရင်ဒါ license ကတက်တန်3နှစ်ပေါ့နော်နောက်တစ်ချိန်ထပ်ယူရမှာပေါ့နော်အဲ့လိုအချိန်မျိုးမှာဆိုကျွန်တော်တို့ကလည်း2နာရီပေါ့နော်2နာရီကိုရှုလို့ရမယ်ပေါ့နော်ဒီယောက်ကစာလေးကကြတော့ဒီကိုရှင်းမလုပ်ခင်မှာပေါ့နော်တက်တန်မတိုးခင်မှာပေါ့နော်ဒါသတ်မှတ်ထားတဲ့အချိန်အတွင်းမှာပေါ့နော်ဒီဟောပေါ့နော်ရဲဌာနကနေပြီးပြုလုပ်ခြင်းပါတယ်ပေါ့နော်အထူးပြုလုပ်ခြင်းပါတယ်ဒီကိုရှုကိုပေါ့နော်တက်ရောက်ထားတဲ့လူတွေကတော့ဒါဒီသင်တန်းကိုကင်းလွတ်ခွင့်ပြုတယ်ပေါ့နော်ဘယ်လိုလူမျိုးတွေကင်းလွတ်ခွင့်ပြုမှာလဲဆိုတော့ဒီမှာသူပြောပြထားတယ်ပေါ့နော်တခုတည်းရင်တော့ကိုရှုဆိုပြီးဒီဘက်မှာ style အခြေအနေနဲ့ပြထားတယ်ပေါ့နော်ဒါနံပါတ်1ကပေါ့နော်သူ license တက်တန်းမကုန်ပြီပေါ့နော်ဒီ6လပေါ့နော်6လအတွင်းမှာပေါ့နော်ကိုလေးရှာကိုရှုလို့ခေါ်တယ်ဒါအသက်ကြီးတဲ့လူတွေကိုလုပ်ပေးတဲ့ဒါဒီသင်တန်းကိုတွားပြီးတော့တက်ထားတဲ့လူတွေပေါ့နော်အဲ့လူတွေဆိုလဲကင်းလွတ်ခွင့်ရတယ်ပေါ့နောက်တစ်ခုကကြတော့ဒီ license တက်တန်းမတိုးခင်မတိုးမီပေါ့နော်6လအတွင်းမှာပေါ့နော်အစိုးရအနေပြီးတော့ဒါဆဲလေးကြီးပေါ့နော်အစိုးရအနေသတ်မှတ်ထားတယ်ပေါ့နော်ဒီကိုရှုပေါ့နော်ပြီးလို့ရှိရင်ဒီပညာပေးအစီအစဉ်တွေကိုတက်ရောက်ထားတဲ့လူတွေဆိုရင်တော့ဒါကင်းလွတ်ခွင့်ပြုတယ်ပေါ့နော်သူအဲ့ဒါလေးကိုရှင်းပြထားတယ်โอเคဒီဟာလေးရကြပါတော့ဘယ်လိုအချိန်ဒီမှာ license တက်တန်းဆုံးရှုံးမလဲဆိုတော့ဒါသူကပြောပြထားတာပေါ့နော်ဒီ online bank ကိုပေါ့နော်ဒီ license တက်တန်းကိုထပ်မတိုးဘူးဆိုလို့ရှိရင်တော့ဒါ license တက်တန်းlicense ဆုံးရှုံးမယ်ပေါ့နော်ဒါသူကပြောပြထားတာပေါ့နော်ဒါဒီ license ကအကျုံးဝင်မှုပေါ့လေတက်တန်းတိုးမထားဘူးဆိုရင်တော့သူအဲ့ဒါကိုပြောပြထားတာပေါ့နော်အောက်မှာလည်းဒါလေးကိုရှင်းပြထားတယ်နော်mankyo ကတဲ့ရှီကိုရှိတာတုတ်ခီပေါ့နော်ဒီ license တက်တန်းဆုံးရှုံးနိုင်တဲ့ဒါအနေထားတွေပေါ့နော်အခြေအနေတွေကိုသူကရှင်းပြထားတာပေါ့နော်ဒါလေးကသူကဘာကိုပြောပြထားလဲဆိုတော့ဒါရင်မောင်း license ဆုံးရှုံးတာတွေဖြစ်ပြီးတဲ့နောက်ပေါ့နော်ပြီးတော့နောက်ထပ်ပြန်ပြီးတော့ဒါရင်မောင်း license လိုချင်တယ်ဆိုလို့ရှိရင်ပေါ့နော်ပေါ့နော် mankyo ရှိခံအောင်ပေါ့နော်ဒီ license စာမွေးပွဲပေါ့နော်မဖြစ်မနေဖြေရပါမယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်ဒီဟာလေးကကြတော့ပေါ့နော်ဒီအောက်မှာပြထားတဲ့အခြေအနေတွေမှာပေါ့နော်သတ်မှတ်ထားတဲ့ဒီတင်ကြားရေးတွေကိုပေါ့နော်တက်ရောက်ထားတဲ့လူတွေကတော့ပေါ့နော်ဒီ mankyo ရှိခံပေါ့နော်ဒီ license စာမွေးပွဲနဲ့ပတ်သက်ပြီးတစ်စိတ်တစ်ပိုင်းတော့ဒါကင်းလွတ်ခွင့်ရှိပါတယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်ဘယ်လိုအခြေအနေလဲဆိုတော့နံပါတ်1ပေါ့နော်နံပါတ်1ကကြတော့ဒါ license ဆုံးရှုံးပြီးတဲ့ရက်ကနေပြီးတော့ပေါ့နော်ရေးတွက်လို့ရှိရင်ပေါ့နော်6လအတွင်းပေါ့နော်6လအတွင်းအခြေအနေမှာဆိုလို့ရှိရင်ဒါလုပ်လို့ရမယ်ဟာပေါ့နော်ဒါအဲ့6လအတွင်းမှာဆိုဘာတွေကင်းလွတ်ခွင့်ရမယ်လို့ဆိုရင်ဂီနိုရှိခံတဲ့ဒီကားခါရှိခံပေါ့နော်မောင်းဖြေရေးဖြေကတော့ဒါကင်းလွတ်ခွင့်ရမယ်ပေါ့နော်မန်ကျော်စာလဲလို့ပေါ့နော်တက္ကီစိရှိခံလို့ခေါ်ရတာမျက်စိစစ်တဲ့ဟာဒါအောင်တယ်ဆိုလို့ရှိရင်တော့ဒါဒီအသစ်ပေါ့နော် license အသစ်ကိုပြန်ပြီးတော့ဒါသူကထုတ်ပေးတယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော် license အသစ်ပြန်ပြီးတော့ရမယ်ပေါ့နော်တက္ကီစိရှိခံဆိုတာဒါရှိခံဆိုပေမဲ့တော့ဒီဆောင်းဝဲဖြေရတယ်မျိုးမဟုတ်ဘဲနဲ့ဒီမျက်စိနဲ့ပတ်သက်တာပေါ့နော်ဒီမိဘနဲ့ပတ်သက်တဲ့အယောင်တွေကိုပေါ့နော်ဒါတိတိကျကျကိုကခွဲနိုင်လားပေါ့နော်မြင်နိုင်လားဆိုတဲ့ဒါမျက်စိနဲ့ပတ်သက်တဲ့ဥစ္စာကိုပြန်စစ်တဲ့ဟာပေါ့နော်ဆောင်းဝဲဖြေရတာမဟုတ်ဘူးပေါ့နော်အဲ့ဒါအောင်တယ်ဆိုလို့ရှိရင်တော့ဒါ license ပြန်ပြီးတော့ထုတ်ပေးတယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်ဒီနံပါတ်2ကကြပါတော့ကျန်းမာရေးအကြောင်းပဲဖြစ်ဖြစ်ပေါ့နော်ပြီးရင်နိုင်ငံခြားမှာဒီမဖြစ်မနေခီးသွားနေရတဲ့အကြောင်းပြချက်တွေနဲ့ပေါ့နော်ကိုကဒီဟောပေါ့နော်သူတို့ဒီသတ်မှတ်ထားတဲ့ဒီ license ဆုံးရှုံးပြီးတာ6လအတွင်းမှာစစ်ရမယ်ပေါ့နော်ဒီတက္ကီစိတ်ဒီအရင်စစ်တဲ့ဟာကိုပေါ့နော်မဖြေနိုင်မှုဆိုတဲ့အရင်ချင်းစစ်တဲ့ဥစ္စာကိုမလုပ်နိုင်မှုဆိုတဲ့အနေအထားမှာဆိုလို့ရှိရင်တဲ့ကိုကဘာလို့အောင်လို့ဆိုအဲ့တော့ဒီအကြောင်းပြချက်တွေပေါ့နော်ဆိုနိုလီယုကနခုနတဟိကာလာပေါ့နော်ကွာတကယ်လို့မှဒီဟာတွေပြီးသွားပြီပေါ့နော်ပြီးသွားလို့ပြန်လာတယ်ပေါ့နော်ပြန်ရောက်လာတယ်ဆိုလို့ရှိရင်ပြန်ရောက်လာတဲ့ဒီတစ်လအတွင်းပေါ့နော်အဲ့ဒီရက်ကနေတစ်လအတွင်းမှာဆိုလို့ရှိရင်ねရှင်းပြတယ်ပေါ့ဒီအကြောင်းပြချက်တွေကိုရှင်းပြတဲ့ဒီအချက်လက်စာရွက်စာတမ်းတွေကိုပေါ့နော်တင်ပေးရမယ်ပေါ့နော်တင်ပေးမယ်ဆိုလို့ရှိရင်ねဒါဂီနိုရှိခံတဲ့ကားခရှိခံရတော့ဒါကင်းလွတ်ခွင့်ပေးမယ်ပေါ့နော်ကိုကနိုင်ငံခြားကိုသွားတယ်6လကျော်သွားတယ်ပေါ့နော်6လကျော်ပြန်တော့9လပဲဖြစ်10လပဲဖြစ်ပေါ့နော်သူအဲ့လိုအခြေအနေမျိုးမှာပြန်ရောက်လာတယ်ဆိုအဲ့ဒီကိုရောက်လာတဲ့ရက်ကနေတစ်လအတွင်းမှာဒါတွေပြီးသွားတဲ့တစ်လအတွင်းမှာပေါ့နော်
တစ်လအတွင်းမှာကိုဘာကြောင့်ဒီလိုမျိုးဖြစ်တယ်ပေါ့နော်ဒီ6လအတွင်းမှာဘာကြောင့်မလုပ်နိုင်ဘူးဆိုတဲ့အကြောင်းပြချက်ကိုပေါ့နော်သူကရေးပြီးတော့တင်ပေးရမယ်ပေါ့နော်အဲ့လိုတင်ပေးနိုင်တယ်ဆိုရင်တော့ဒါကီနိုရှိကန်နဲ့ကာခရှိကန်ကိုကင်းလွတ်ခွင့်ပေးမယ်ပေါ့နော်အဲ့ဒါဆိုရင်သူကဒီတက္ကီစိတ်ရှိကန်ပေါ့နော်ဒီအရေးချင်းစစ်တဲ့ဟာလေးပဲသူကလုပ်ရမှာပေါ့နော်ဒီအောက်ကဟာလေးကတကယ်လို့မှာတာတာရှိပေါ့နော်တကယ်လို့မှာဒီအခြေအနေမှာဖြစ်နေရင်တောင်မှပဲတဲ့ဒီတက်တန်းอ่ะပေါ့နော်တက်တန်းကုန်ပြီးတဲ့ရက်ကနေပေါ့နော်3နှစ်ပေါ့နော်3နှစ်ကိုကျော်သွားတဲ့အခြေအနေမှာဆိုရင်တော့ဒါကင်းလွတ်ခွင့်မရှိတော့ပါဘူးပေါ့နော်3နှစ်ကျော်သွားရင်ပေါ့နော်3နှစ်ကျော်သွားရင်တော့ဒီအကြောင်းပြချက်တွေရေးပြီးတင်လို့လည်းမရတော့ဘူးပေါ့နော်โอเคကျွန်တော်တို့ဒါဒီလောက်ဆိုရင်တော့ဒါနားလည်မယ်လို့ထင်တယ်ပေါ့နော်ဆောင်းမွေးမှာတော့ဒါမေးတာတိတ်မတွေ့ဘူးပေါ့နော်ဒါဘုဟုတ္တရအနေနဲ့ပေါ့လေတော့ဒါကကြတော့ကိုးလေးရှာကိုရှုပေါ့နော်ဒါအသက်ကြီးတဲ့လူတွေလောက်ရတဲ့ဒါကိုရှုပေါ့နော်လေ့ကျင့်သင်တန်းပေါ့နော်အဲ့တော့အသက်ကြီးတဲ့လူတွေလောက်ရတဲ့ဟာကျတော့ဘာကိုပြောထားလဲဆိုတော့ဒီဒါရင်မောင်းလိုင်စင်တက်တန်းတိုးတဲ့အချိန်မှာပေါ့နော်ကိုကရင်မောင်းလိုင်စင်ကိုတက်တန်းတိုးမဲ့လူပါပေါ့နော်လိုင်စင်တက်တန်းကုန်တဲ့ရက်ကပေါ့နော်ကိုကဒီအသက်80ပြည့်သွားတဲ့လူပေါ့နော်တော်ဒီဟာလေးကပြက်နေပေါ့နော်အဲ့တော့အသက်80ဒီလိုင်စင်တက်တန်းတိုးမဲ့လူကပေါ့နော်ဒီစာပိုင်လေးကလိုင်စင်တက်တန်းတိုးမဲ့လူကတဲ့ကိုလိုင်စင်တက်တန်းပြည့်ကိုဒီလိုင်စင်တက်တန်းကုန်တဲ့ရက်ပေါ့နော်ကုန်တဲ့ရက်မတိုင်ခင်မှာပေါ့နော်ကိုကအသက်80ပြည့်သွားတဲ့လူဖြစ်တယ်ဆိုရင်တော့ဒါဒီ license တက်တန်းမကုန်ပြီပေါ့နော်6လအတွင်းမှာဒီရဲဌာနကနေလုတ်ပေးတယ်ပေါ့နော်ရဲဌာနကနေကျင်းပပေးတယ်ကိုလေးရှာကိုရှုပေါ့နော်ကိုလေးရှာကိုရှုကိုဒါတက်ရောက်ပြီးတော့ဒါကိုလေးရှာကိုရှုကိုလုံမရပါမယ်နော်မလုံလို့မရဘူးဆိုပြီးတော့ပြောပြထားတာပေါ့နော်နောက်တစ်ခုကကျတော့အသက်85နှစ်အထက် license တက်တန်းတိုးမဲ့လူတွေဆိုရင်တော့ကိုလေးရှာကိုရှုလုတ်တဲ့အပြင်ပေါ့နော်သူကဘာလုပ်ရလဲဆိုတော့ဒါနင်းချီကီနိုခန်းစာလို့ခေါ်တဲ့မညံပိုင်းဆိုင်ရာစွမ်းရည်စစ်တဲ့ဟာတွေကိုလည်းဒါမလုပ်လို့မရအောင်လုပ်ရမယ်ပေါ့နော်သူအဲ့ဒါကိုပြောပြထားတာဒါကတော့ဒါအသက်80ပြည့်တဲ့လူနဲ့80အထက်လူတွေကိုဒါပြောပြထားတာပေါ့လေတကယ်လို့မှကိုယ့်ရဲ့ license သက်တမ်းပြည့်တဲ့ရက်မတိုင်ခင်မှာကိုကအသက်80ပြည့်သွားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ license သက်တမ်းမကုန်မီ6လအတွင်းမှာဒီ yes scan ကနေပြီးရဲဌာနကနေကျင်းပပေးတဲ့ဒါကိုလေးရှကိုရှုလို့ခေါ်တဲ့ဒါအသက်ကြီးတဲ့လူတွေအာလူချင်းဆွေးနွေးတဲ့ဥစ္စာကိုဒါမဖြစ်မနေလုပ်ရမှာပေါ့နော်တကယ်လို့မှအသက်85နှစ်အထက်ပေါ့နော်ဒါ license ထပ်ယူမယ်လို့ဆိုရင်တော့ဒါကိုလေးရှာကိုရှုပြန်တော့ဘာလို့လုပ်ရမလဲဆိုဘာလုပ်ရမလဲဆိုဒီမှတ်ဉာဏ်ပိုင်းဆိုင်ရာစစ်တယ်ပေါ့နော်မှတ်ဉာဏ်စွမ်းရည်ဆိုင်ရာစစ်တဲ့ဟာတွေကိုလည်းသူကမဖြစ်မနေလုပ်ရပါမယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်။ Okay ကျွန်တော်တို့နောက်တစ်မျက်နှာသွားလိုက်အောင်နော်။ဒါဆောင်းမွေးမှာလည်းမမေးဘူးပေါ့နော်။ဒါဘ ഹു တုဒအနေနဲ့တော့ကြည့်လို့ရပါပေါ့နော်။အသက်85နှစ်အထက်လူတွေဒါရေမောင်းလိုင်စင်ထပ်ယူမယ်ဆိုလို့ချင်းဒါလောက်ရမယ်အခြေအနေတို့ဒါရှင်းပြထားတာပေါ့နော်။မမေးရဖြစ်တဲ့အတွက်ကြောင့်ဒါလေးကိုတော့ရှင်းမပြတော့ဘူးပေါ့နော်။ဒီအောက်ကဟာလေးကကျတော့ဘာကိုပြောရလဲဆိုတော့ဒါလိုင်စင်ကိုဒါကွာမလိုချင်တော့လို့ဖျက်သိမ်းမယ်ဆိုလို့ရှိရင်ဒါဖျက်သိမ်းလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောပြထားတာပေါ့နော်ဒါလိုင်စင်ကမလိုအပ်တော့ဘူးဆိုလို့ရှိရင်တော့ကိုနေရဲ့နေရာမှာရှိတဲ့ yes scan မှာဒါသွားပြီးတော့ဒါလိုင်စင်ကိုပေါ့နော်တိုလီကက်ရှိလုပ်လို့ရပါတယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်โอเคဒီဟာလေးကကြတော့ဆိုနိုးဆိုင်ပေါ့နော်အဲ့ဒီဒေါ်ဒီမှာပေါ့နော်အဲ့ဒီအချိန်ဒီမှာဆိုလို့ရှိရင်ဒါကာယကံရှင်ရဲ့ဆန္ဒအလျောက်ပေါ့နော်ဒီတခြားအမျိုးအစားဒီလိုင်စင်ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒါယူလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့အဲ့လိုမှမဟုတ်ဘူး online case လည်းကရှိ short mission ကိုလိုချင်တယ်ဆိုလို့လဲဒါမှာယူလို့ရတယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်တခြား lens ကဘယ်လိုမျိုးလဲဆိုတော့ကိုကချူကတ်တာယူထားတယ်ဆိုလို့ချင်းချူကတ်တာရဲ့အောက်မှာရှိတယ်ပေါ့နော်ဒီဖုဆွဲဂျီရိုရှာတို့ပြီးရင်ဂျွန်းချူတို့ပေါ့နော်အဲ့လိုဟာတွေယူမယ်ဆိုလို့ချင်းကိုကယူလို့ရတယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်โอเคဒီကောင်လေးကကြတော့ဆောင်းမွေးမှာမမေးတာများတယ်ပေါ့နော်ဒါကြောင့်မလို့ဒါတွေကိုခြံခဲ့လိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီခန်းဆက်တော့စာတွေကအများများလားဆိုโอเคကျွန်တော်နောက်တစ်မျက်နှာသွားလိုက်အောင်နော်โอเคကျွန်တော်တို့နံပါတ်4ကိုတစ်ချက်လောက်ကြည့်လိုက်အောင်နော်ဒီနံပါတ်4ကပေါ့နော်နံပါတ်4ကကြတော့ ornament kyo no tori keshi တေရှိနာတို့ပေါ့နော် license ဖြတ်သိမ်းတာနဲ့ဒါတေရှိလောက်ခံရတာပေါ့နော်ရက်ဆိုင်ခံရတဲ့ဟာကိုဒါသူရှင်းပြထားတာပေါ့နော်အဲ့တော့ ornament kyo no kyo hi တဲ့ ornament kyo no kyo hi ဆိုတာရပောင်း license ညင်းပယ်ခံရတာနဲ့ဒါ whole new နာတို့ပေါ့နော်သိမ်းဆဲခံရတဲ့အကြောင်းအရာတွေနဲ့ပတ်သက်တာပေါ့license မထုတ်ပေးမီပေါ့နော်အောက်မှာပါတဲ့အချက်လက်တွေကနေတခုခုကိုက်နေတဲ့သူတွေကတဲ့ license စာမေးပွဲကအောင်တယ်ဆိုရင်တောင်းပါပဲတဲ့ license ကိုညင်းပယ်ခံရတာတွေဒါပြီးလို့ရှိရင်ဒါ6လအတွင်းမှာပေါ့နော်license ကိုပေါ့နော်ထိမ့်သိမ်းခံရတာတွေဖြစ်တတ်ပါတယ်ဆိုပြီးတော့ဒီစာပိုင်လေးရဲ့အဓိပ္ပာယ်ကကြတော့license မထုတ်ပေးမီမှာတဲ့အောက်မှာရှိတဲ့အချက်လက်တွေကနေတခုခုနဲ့ကိုက်နေတဲ့သူတွေကတဲ့ license စာမေးပွဲအောင်တယ်ဆိုရင်တောင်းပါပဲတဲ့လိုင်စင်ကိုညင်းပယ်ခံရတာတွေပြီးရင်ဒီ6လအတွင်းမှာပေါ့နော်လိုင်စင်ကိုထိမ့်သိမ်းခံရတာတွေဖြစ်တတ်ပါတယ်ဆိုပြီးဒါသူပြောပြထားတာပေါ့နော်အဲ့တော့ဒီအားကြတော့ဒီအောက်ကဟာကြတော့ဒါလိုင်စင်ကိုထုတ်ပေးပြီးတဲ့နောက်မှာတောင်းပါပဲတဲ့ဒါလိုင်စင်မထုတ်ပေးမီအချိန်ကပေါ့နော်ဒီနံပါတ်အောက်မှာပြထားတယ်ပေါ့နော်နံပါတ်3နဲ့4တဲ့ကနေပေါ့နော်တခုခုနဲ့ကိုက်ညီနေတယ်ဆိုတဲ့အကြောင်းပေါ့နော်သူတို့သိတဲ့အခါမှာဒါမှမဟုတ်တက်တည်ပြနိုင်တဲ့အခါမှာဆိုရင်လေဒါလိုင်စင်ကိုပေါ့နော်ဒါဖြတ်သိမ်းတာတွေပြီးလို့ရှိရင်တော့6လအတွင်းမှာပေါ့နော်လိုင်စင်ကိုပေါ့နော်တိတ်ရှိ
လုပ်နိုင်တဲ့အခြေအနေရှိပါတယ်ဆိုပြီးတော့ရှင်းပြထားတာပေါ့နော်အဲ့တော့ဒီစာပဲလေးနှစ်ပိုက်ကိုအကြမ်းပြန်ရှင်းပြမယ်နော်အပေါ်ကဟာကျတော့ဒါ license မထုတ်ပေးမိမှာပေါ့နော်အောက်မှာဖော်ပြထားတဲ့အခြေအနေတွေနဲ့တစ်ခုနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်တဲ့ရင်မောင်း license စာမှုအောင်တယ်ဆိုရင်တော့မှပဲတဲ့license ကိုပေါ့နော်ညင်းပယ်ခံရတာတွေပြီးရင်ဒီ6လအတွင်းမှာပေါ့နော် license ကိုထိန်းသိမ်းခံရတာတွေဖြစ်တတ်ပါတယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်ဒီနောက်တစ်ခုကကျတော့ license ထုတ်ပေးပြီးတာတောင်မှပဲတဲ့ဒီ license မရခင်အချိန်ကပေါ့နော်ကိုကဒီမှာသူတို့အောက်မှာပြထားတဲ့နံပါတ်3နဲ့4တဲ့ကနေပေါ့နော်တစ်ခုခုနဲ့ကိုက်ညီနေတယ်ဆိုတာကိုပေါ့နော်သူတို့သိရှိတဲ့အခါမှာဒါမှမဟုတ်သူတို့သက်သေပြနိုင်တဲ့အခါမှာဆိုလို့ရှိရင်တဲ့ဒီထုတ်ပေးထားတဲ့ license ကိုပေါ့နော်ဖြတ်သိမ်းတာတွေပေါ့နော်ပြီးလို့ရှိရင်ဒီ6လအတွင်းမှာဒါ license ကိုတည့်ရှိလောက်တာတွေဒါလုံနိုင်ပါတယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်နံပါတ်1ပေါ့နော်နံပါတ်1ကကျတော့အန်ဒီကင်းစွာနဲ့ပေါ့နော်ရင်မောင်းနေမှုတွေကိုပေါ့နော်နှောက်ယှက်နိုင်တဲ့အခြေအနေတွေရှိတဲ့အခါတွေပြီးလို့ရှိရင်ဒီနောက်တစ်ခုကကျတော့ဥပဒေကသတ်မှတ်ထားတယ်ပေါ့နော်ရင်မောင်းနှင်ခွင့်မရှိတဲ့ဒါကျန်းမာရေးပေါ့နော်ကျန်းမာရေးမကောင်းတဲ့သူတွေရေပေါ့နော်ပြီးလို့ရှိရင်ဒီနင်းချီရှောလို့ခေါ်တဲ့ဒါသတိမိတတ်တဲ့လူတွေပေါ့နော်အုံနောက်မှတ်ဉာဏ်မကောင်းတဲ့သူတွေပေါ့နော်အုံနောက်မှတ်ဉာဏ်မကောင်းတဲ့သူတွေဆိုလို့ရှိရင်ဒါ license ကိုပေါ့နော်ညှင်းပယ်ခံရတာတွေပြီးတာနဲ့ဒီlicense ကိုထိမ့်သိမ်းခံရတာတွေဒါဖြစ်တတ်တယ်ဆိုတော့ပြောပြတာပေါ့နော်နံပါတ်1ပေါ့နော်ဒီချက်နဲ့ကိုက်ညီတယ်ဒီချက်တွေနဲ့ကိုက်ညီတယ်ဆိုရင်ဒါဖြစ်တတ်တယ်ဆိုတော့ပြောပြထားတာပေါ့နော်နံပါတ်2ပေါ့နော်နံပါတ်2ကကျတော့ဒါအရက်တွေပြီးရင်မူရစ်ဆေးတွေပြီးရင်ဆေးကြောက်တို့ဘိန်းတို့ပေါ့နော်အစားရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးဘိန်းတို့ပေါ့နော်ပြီးလို့ရှိရင်ဒီစိတ်ကြွဆေးတွေပေါ့နော်ဒါဆွဲနေတဲ့လူတွေပေါ့နော်ချူတုကုရှာဆိုဒါအဲ့ဒါတွေကိုဆွဲနေတဲ့သူတွေဆိုလို့ရှိရင်လေလိုင်စင်ကိုညှင်းပယ်ခံရတာတွေလိုင်စင်သိမ်းဆည်းခံရတာတွေဒါဖြစ်တတ်တယ်ပေါ့နော်နံပါတ်3ကကျတော့ရင်စည်းကမ်းချိုးဖောက်မှုတွေကိုကျူးလွန်တာတွေပြီးလို့ရှိရင်ကိုယ်စွတ်ကြီးကိုပေါ့နော်ရန်အနေတွေဖြစ်တဲ့လူတွေပေါ့နော်ဒီလိုလူမျိုးတွေဆိုလဲညှင်းပယ်ခံရတာတွေသိမ်းဆည်းခံရတာတွေဖြစ်တတ်တယ်ပေါ့နော်နံပါတ်4ပေါ့နော်နံပါတ်4ကကျတော့ဂျူတိုင်းအီယန်ဆူဇနဝါရှိလို့ခေါ်တဲ့ဒါကြီးမားတဲ့ပြစ်မှုတွေကိုကျူးလွန်တာတွေပေါ့နော်စားသဖြင့်ပေါ့အဲ့ဒါဘာလဲဆိုပြီးဒီဘက်မှာလည်းရှင်းပြထားတယ်ပေါ့နော်ဂျူတိုင်းအီယန်ဆူဇနဝါရှိလို့ခေါ်တဲ့ဒါကြီးမားတဲ့ပြစ်မှုတွေပေါ့နော်ဖြစ်အောင်လှုံ့ဆော်တာတွေပေါ့နော်အဲ့ဒါဘာတွေလဲဆိုတော့ဒီမှာသူကဂျီရိုရှာတွေအပန်ကန်ဒိုကီစုကီဂျီတန်းရှာတွေပေါ့နော်မောင်းနေတဲ့လူပေါ့နော်လှုံ့ဆော်တာပေါ့နော်ဘာလို့လဲဆိုတော့ဒီကြီးမားတဲ့အန်ဒီဖြစ်အောင်လုပ်တဲ့အပြုမှုတွေပေါ့နော်ပြီးလို့ရှိရင်ဒါအဲ့လိုတွေဖြစ်အောင်လုပ်တာကူညီတဲ့အပြုမှုတွေပေါ့နော်ဒါတရားတွေကိုပြောတာပေါ့နော်အဲ့တော့သူကဒီဘက်မှာပြထားတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒါဒိုလောခိုင်ချိရှိရှိရောပေါ့နော်လမ်းဘေးမှာဒါအသက်ဆုံးရှုံးဒဏ်ရာရရှိခြင်းပေါ့နော်အဲ့ဒါလည်းသူကနံပါတ်2ပေါ့နော်စတားနီလေးနဲ့သူကဒီဘက်မှာရှင်းပြထားလမ်းဘေးနေရာတွေမှာတဲ့ဂျီရိုရှာတွေပေါ့နော်ဂျီရိုရှာပြီးရင် 50cc တွေကိုတဲ့မောင်းပြီးတော့တဲ့လူကိုပေါ့နော်သေစင်နိုင်တဲ့အပြုအမူတွေကိုလုပ်တဲ့ဟာကိုသူကပြောတာပါဆိုပြီးသူကရှင်းပြထားတယ်ပေါ့နော်နေရာလေးကိုတစ်ခေါက်ပြန်ရှင်းပြမယ်နော်နံပါတ်4ကဂျူတိုင်းအီဟန်ဆူနောကရှိပေါ့နော်ပြီးလို့ရှိရင်ဒိုလောဂိုင်းချိရှိရှီယောပေါ့နော်အဲ့လိုမျိုးဟာတွေကိုဖြစ်စေနိုင်တဲ့လူဆိုရင်လည်းညင်းပယ်ခံရတာတွေပြီးလို့ရှိရင်သိသိခံရတာဖြစ်နိုင်တယ်ပေါ့နော်ဒီနံပါတ်5ကကြာတော့ပေါ့နော်ဒါအထူးအရေးချင်းစစ်စာမေးပွဲကိုပေါ့နော်အထူးအရေးချင်းစစ်အကြောင်းကြားစာကိုပေါ့နော်ရရှိထားတဲ့လူတွေပေါ့နော်အဲ့ဒီလူတွေဆိုလို့ရှိရင်လေဒီ license ပေါ့နော်ညင်းပယ်ခံရတာတွေပိုလီလောက်ခံရတာတွေပေါ့နော်သိသိခံရတာတွေဖြစ်နိုင်ပါတယ်ဆိုပြီးသူကရှင်းပြထားတာပေါ့နော်โอเคကျွန်တော်တို့အောက်ကိုဆက်သွားကြည့်လိုက်အောင်နော်ဒီကကြတော့ on demand queue တော့ Tori cache နဲ့ day sheet လောက်တဲ့ဟာပေါ့နော်ဖြတ်သိမ်းတာနဲ့ day sheet လောက်ခံနိုင်တဲ့အခြေအနေတွေပေါ့နော်ဒီမှာလည်းသူက license ကိုပေါ့နော် license ကိုဖြည့်ပြီးတဲ့လူကပေါ့နော်ဒီအောက်မှာပြထားတဲ့အခြေအနေအရရက်ထဲကနေပေါ့နော်တစ်ခုနဲ့ကိုက်ညီရဆိုရင်တောင်မှပဲတဲ့သူကရေမောင်း license ကိုပေါ့နော်ဖြတ်သိမ်းခံရတာပြီးရင်ဒီ6လအတွင်းမှာပေါ့နော်ရေမောင်းလိုင်စင်အကျိုးသက်ရောက်မှုပေါ့နော်တဲရှိလောက်ခံရတာတွေလောက်ခံနိုင်ကြီးရှိပါတယ်ဆိုပြီးတော့ဒါရှင်းပြထားတာပေါ့နော်နံပါတ်1ပေါ့နော်နံပါတ်1ကကြတော့အနေကင်းစွာနဲ့မောင်းနေမှုတွေပေါ့နော်အတားအဆီးနှောက်ယှက်ဖြစ်စေနိုင်တဲ့ခြေအနေတွေပြီးရင်နောက်တစ်ခုကကြတော့ဥပဒေကသတ်မှတ်ထားတဲ့ဒါကျန်းမာရေးမကောင်းတဲ့သူတွေပေါ့နော်ပြီးလို့ရှိရင်ရှော့ခိုင်းလို့ခေါ်တဲ့မတန်ဆွမ်းတွေပေါ့နော်ဒီမတန်ဆွမ်းတဲ့လူတွေရဲ့ပြီးရင်နင်းချီရှော့လို့ခေါ်တဲ့ဒါမှတ်ဉာဏ်မကောင်းတဲ့လူတွေပေါ့နော်သတိမေ့တတ်တဲ့လူတွေအဲ့ဒါတွေကိုပေါ့နော်ရှိတယ်လို့သူတို့ကဒီသက်သေပြနိုင်တဲ့အခါမှာပေါ့နော်ဒါမှမဟုတ်လည်းရှိတယ်ဆိုပြီးတော့ဒါသူတို့သိတဲ့အခါမှာပေါ့နော်ထွက်ပေါ်လာတဲ့အခါတွေမှာဆိုလို့ရှိရင်ဒါတေးရှိတောင်းမလဲတိုဒီခက်ရှိသူကလုံနိုင်တယ်ပေါ့နော်နံပါတ်2ပေါ့နော်နံပါတ်2ကကြတော့ဒါအရက်တွေမူရစ်ဆေးတွေဆွဲနေတယ်ဆိုတာပေါ့နော်သူကဒါသက်သေပြနိုင်တယ်ဆိုတဲ့အခါမှာပေါ့နော်ဒီဆွဲနေတယ်ဆိုတာကိုသူတို့သိတဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်အဲ့လိုအခါမျိုးမှာဆိုလေဒါစိုးစွာပြောတဲ့တိုဒီခက်ရှိနဲ့ဒါတေးရှိလောက်ခံထိနိုင်တယ်ပေါ့နော်ဒါနံပါတ်3ပေါ့နော်နံပါတ်3ကကြတော့ရင်စည်းကမ်းချိုးဖောက်မှုတွေကိုကျူးလွန်တဲ့လူပေါ့နော်ရင်စည်းကမ်းချိုးဖောက်တာတွေလုပ်တဲ့လူတွေပြီးရင်ဒါကိုးစွတ်ကြီးကောပေါ့နော်ပြီးရင်ဒါရင်အန်ရဖြစ်တဲ့အခါတွေပေါ့နော်နောက်တစ်ခုနံပါတ်4ကကြတော့ဂျူဒန်အီယန်ဆူဆူနိုကရှိပေါ့နော်ကြီးမားတဲ့ဒါပြစ်မှုတွေကိုပေါ့နော်ကြီးမားတဲ့ဥပဒေချိုးဖောက်မှုတွေလုပ်အောင်လှုံ့ဆော်တာတွေပြီးလို့ရှိရင်အထက်မှာလည်းဒါရှင်းပြခဲ့ပေါ့နော်ဒိုလောကန်ချိရှိရှော့အိုပေါ့နော်အိုကိုရှိတာတုတ်ခိပေါ့နော်လမ်းဘေးမှာပေါ့နော်လူသေးဆုံးမှုတွေဖြစ်တဲ့အခါတွေမှာဆိုလို့ရှိရင်လည်းဒါသူတဲရှိဒါမှမဟုတ်တိုဒီခက်ရှိလောက်ခံရနိုင်တယ်ပေါ့နော်နံပါတ်5ကကြတော့
ဒီမှာစွန်နုတာပေါ့နော်ဒီလိုင်စင်ရပြီးတဲ့လူကပေါ့နော်လိုင်စင်ရပြီးတဲ့လူကရင်မောင်းနေတဲ့အခါမှာဆိုလို့ရှိရင်တဲ့ဒါပြင်းထန်တဲ့ပေါ့နော်ဒီရင်အန်ရကိုပေါ့နော်ဖြစ်ပေါ်စေနိုင်တဲ့အခြေအနေတွေရှိတဲ့အခါမှာဆိုလို့ရှိရင်လည်းဒါတိုရီခက်ရှိတို့တဲရှိတို့လောက်ခံရနိုင်တယ်ဆိုပြီးတော့ပြောပြထားတာပေါ့နော်။ဒါတွေကလည်းဆောင်းပွဲမှာဒါမမေးတာများတယ်ပေါ့နော်။ဒါဆောင်းပွဲတော့သိအရေးမကြီးလို့ဒါတွေကိုခြံခဲ့လိုက်မယ်ပေါ့နော်။ โอเคကျွန်တော်နောက်တစ်ထပ်သွားလိုက်အောင်နော်။ဒါကလည်းမေးတော့မေးခဲ့တယ်ပေါ့နော်။ဒါပေမဲ့ဒါလေးကိုရှင်းပြမယ်နော်။ရှော့ရှင်းအွန်တန်ရှာခိကန်ပေါ့နော်။ဆဲရီတို့ပေါ့။ဒါရှော့ရှင်းအွန်တန်ရှာဟိုဖြစ်တဲ့ကာလပေါ့နော်။ကာလအဲ့ဥစ္စာကိုသူရှင်းပြထားတာပေါ့နော်။ဒီမှာပေါ့နော်သူကဂျွန်းချူမန်ကျော်တို့ဒါဖုဆွတ်မန်ကျော်တွေပြီးရင်ဒီအိုးခတာနီလင်းရှာပေါ့နော်။ပြီးရင်ဖုဆွတ်နီလင်းရှာပေါ့နော်။ပြီးရင်ဂန်းဆွတ်ကီအဲ့လိုမျိုးအမျိုးမျိုးပေါ့နော်။ဒီလိုင်စင်ပေါ့နော်။သူကယူပြီးတဲ့နောက်ပေါ့နော်ဒါအဲ့တနေ့တွင်ကဒါရှော့ရှင်းအွန်တန်ရှာခိကန်ဆိုပြီးဒါသူကပြောပါတယ်ဆိုပြီးဒါရှင်းပြထားတာပေါ့နော်ဒါဂျွန်းကျူပဲဖြစ်ဖုဆုပဲဖြစ်ဒါအိုဂတာနီလင်းရှာဖုဆုနီလင်းရှာပေါ့နော်ပြီးရင်ဂန်ဇိုကိအဲ့လိုင်စင်လေးစယူပြီးတော့ဒါတစ်နှစ်အတွင်းမှာပေါ့နော်အဲ့တစ်နှစ်တွင်ဒါသူရှော့ရှင်းအွန်တန်ရှာပေါ့နော်ဒါလိုင်စင်အဲစပြီးရကတာအမောင်းပေါ့နော်အမောင်းကာလဆိုပြီးတော့တတ်မှတ်တယ်ပေါ့နော်ဒီမှာသူကပြောပြတာတော့တစ်နှစ်ပြည့်ပြီးမှဒါအရွယ်ရောက်တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်အဲဒီမှာသူကပုံလေးနဲ့ပြတာပေါ့နော်ဒါတစ်နှစ်တွင်ဆိုဒါအခုမှသင်္ကာစပေါ့နော်တနင်္ပြီးသွားရင်တော့ဒါအရွယ်ရောက်ပြီပေါ့လေဒါလိုပြောချင်တာပေါ့နော်ဒါကျွမ်းကျင်သွားပြီဆိုရင်အဲ့ဒါကိုသူကပုံလေးနဲ့ပြထားတာပေါ့နော်ဒါဒီမှာပြောပြထားတာပေါ့နော်ဒီ social order ရှာခိခံနိုင်နေပေါ့နော်ဒီလိုမျိုးဒီပထမဆုံး social order ရှာဖြစ်နေတဲ့ကာလအတွင်းမှာပေါ့နော်ကိုလက်ရှိယူထားတဲ့ license နဲ့ပေါ့နော်မြင့်တဲ့ license ကိုပေါ့နော်ကိုကယူလိုက်တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ဒါဘယ်လိုသတ်မှတ်လဲဆိုပြီးတော့သူရှင်းပြထားတာပေါ့နော်ဒီ social order ရှာလို့ဒါသတ်မှတ်ထားတဲ့အချိန်အတွင်းမှာပေါ့နော်အခုကိုလက်ရှိရထားတဲ့ license ထက်ပေါ့နော်ပိုပြီးမြင့်တဲ့ license ကိုပေါ့နော်ယူတဲ့အခြေအနေမှာဆိုလို့ရှိရင်တဲ့ရှေ့မှာပေါ့နော်ရှေ့မှာကိုပထမဆုံး license ယူထားတဲ့ကာလပေါ့နော်ဒီ social online ရှာကာလလေးကပျောက်သွားပြီးတော့ပထမဆုံးယူထားတဲ့ license တဲ့မြင့်တဲ့ license ကိုစယူတဲ့အချိန်ကနေပြီးတော့စတွက်မှာပေါ့နော်တစ်နှစ်ကိုဒီမှာအောက်မှာသူအဲ့ဒါလေးပြထားတယ်ပေါ့နော်ဒီမှာဥမာလေးပေးထားတယ်ပေါ့နော်ပထမဆုံးကဂန်ဆွတ်ကီကိုယူလိုက်တယ်ပေါ့နော်ဂန်ဆွတ်ကီကိုယူပြီးတဲ့နောက်တစ်နှစ်အတွင်းမှာကဘာယူလိုက်လဲဆိုတော့ဖုဆုမန်ကျော်ပေါ့နော်ဒါအခုကျွန်တော်တို့အများဆုံးသွားယူမဲ့ license ပေါ့နော်ဒီဖုဆုမန်ကျော်ကိုပေါ့နော်ယူလိုက်တဲ့အခြေအနေမှာဆိုပြီးတော့အောက်မှာရှင်းပြထားတယ်ပေါ့နော်ပထမဆုံးကဂန်ဆွတ်ကီယူလိုက်တယ်ဂန်ဆွတ်ကီယူလိုက်ပြီးတော့အချိန်ကဒီလောက်ကြာသွားတယ်အဲ့ဒီအချိန်တုန်းမှာဒါဖုဆုမန်ကျော်ယူလိုက်တယ်ပေါ့နော်ဖုဆုမန်ကျော်ယူလိုက်တယ်ဆိုလို့ရှိရင်ဖုဆုမန်ကျော်ယူလိုက်တဲ့အချိန်ကနေစပြီးတော့တွက်မှာတစ်နှစ်ပေါ့နော်ဒီအချိန်ကနေစမတွက်ဘူးเนาะဒီဂန်ဆွတ်ကီယူထားတဲ့အချိန်ကနေသူကစမတွက်ဘူးဒီဖုဆုမန်ကီကိုယူလိုက်တဲ့အချိန်ကနေစပြီးတော့သူကတွက်မှာပေါ့เนาะတစ်နှစ်ဆိုပြီးအဲ့လိုတွက်သူအဲ့ဒါကိုရှင်းပြထားတာပေါ့เนาะဒီဟာလေးကကျတော့ short on time shot ဒီကိုရှုလောက်ရတဲ့ဟာနဲ့ပေါ့เนาะပြီးလို့ရှရင်ဒါ side ရှိကန်လောက်ရတဲ့ဟာကိုဒါရှင်းပြထားတာပေါ့เนาะဒါအပေါ်မှာအစာနဲ့ရှင်းပြတာပေါ့เนาะအောက်မှာကျတော့သူကဒီပုံလေးနဲ့ပေါ့เนาะဇယားလေးနဲ့ရှင်းပြထားတော့ဒီအောက်ကဇယားလေးကိုရှင်းပြလိုက်မယ်เนาะဒီဟာလေးကပေါ့เนาะ short on time shot ခိကန်ကာလဟုံးခိကန်မှာတယ်เนาะနာကလေးပေါ့เนาะဒီ social online ရှာနေပြီးတော့ဒါဟွန်ဂီကန်ကိုဒါသွားပုံသွားနေပေါ့နော်ကျွန်းချူဖုဆွတ်ပေါ့နော်ပြီးရင်အိုဂတ်တာနေတယ်ပေါ့နော်ဖုဆွတ်နေတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ကန်ဆွတ်ကြီးပေါ့နော်အဲ့ဒါတွေကိုယူပြီးတော့ပေါ့နော် social online ရှာကာလာတော့မှာဒါလောက်ရတဲ့ဟာတွေပေါ့နော်နောက်ဒီမှာသူကတရားလေးနဲ့ပြထားတယ်ပေါ့နော်ခီကျွန်းနီတရှိနိုင်ပေါ့နော်ကိုကဒီ line စင်းတွေယူပြီးသွားလို့ social ရှာကာလာတစ်နှစ်တော့မှာပေါ့နော်ကိုကရေစီကန်လန်စီကန်ချိုးဖောက်မှုတွေမရှိဘူးတစ်နေ့လုံးကောင်းကောင်းမွန်မွန်နဲ့ပြီးသွားတယ်ဆိုရင်တော့ဒါဟွန်ဂီကန်တွေကိုရောက်သွားမှာပေါ့နော်ဒီတိုင်းဟွန်ဂီကန်တွေကိုရောက်သွားမှာပေါ့နော်တကယ်လို့မှအဲ့လိုမှမဟုတ်ဘူးရင်စီကလန်စီကချိုးပေါက်တာတွေရှိခဲ့တယ်ပေါ့နော်အဲ့လိုချိုးပေါက်တဲ့အခါမှာဆိုလို့ရှိရင်သူအမှတ်နဲ့ပြေးသွားတာပေါ့နော်ဒီပထမတစ်ခုကကျတော့သူက3မှတ်ပြေးသွားတဲ့အခါပေါ့နော်ဒီမှာတစ်ခါချိုးပေါက်တယ်နှစ်ခါချိုးပေါက်တယ်ဒါ3ခါမြောက်ဆိုလို့ရှိရင်ဒါကိုရှူလောက်ရအောင်မယ်ပေါ့နော်နောက်တစ်ခါပထမတစ်ခါနှစ်ခါလောက်တယ်နောက်တစ်ခါထပ်ဖြစ်တယ်ဆိုရင်ဒါ3မှတ်ဖြစ်သွားအဲ့ဒါဆိုလည်းကိုရှူလောက်ရမယ်ပေါ့နော်နောက်တစ်ခုကကျတော့သူကတစ်ခါတည်းနဲ့3မှတ်ထိရောက်သွားတယ်ပေါ့နော်တစ်ခါတည်းနဲ့3မှတ်ထိရောက်သွားတယ်ဆိုလို့ရှိရင်တော့နောက်တစ်ချိန်မဖြစ်နောက်တစ်ချိန်ဖြစ်လို့မရဘူးပေါ့နော်နောက်တစ်ချိန်ဖြစ်သွားတယ်ဆို4မှတ်ဖြစ်သွားတယ်တစ်ခါတည်းနဲ့3မှတ်ဖြစ်သွားတယ်ဆိုရင်တော့နောက်ထပ်တစ်ခါထပ်မှားတဲ့အထိတော့ခွင့်ပြုသေးတယ်ပေါ့နော်နောက်ထပ်တစ်ခါထပ်မှားလို့4မှတ်ဖြစ်သွားပြီဆိုတော့ဒါကိုရှုလို့ရတော့မှာပေါ့နော်ကိုရှုလို့မယ်ဆိုရင်တို့ကဒီအကြောင်းကြားစာပို့မယ်ပေါ့နော်အကြောင်းကြားစာပို့ပြီးအကြောင်းကြားစာရပြီးတော့ဒီဟာတစ်လအတွင်းမှာဘာလို့ရမလဲဆိုတော့ social online ရှာကိုရှုလုပ်ရမယ်ပေါ့နော်အဲ့တော့ social online ရှာကိုရှုကိုတွားလုပ်လိုက်တယ်လုပ်ပြီးတော့social online ရှာခိကန်ပေါ့နော်ဒီ social online ရှာခိကန်အတွင်းမှာနောက်ထပ်ရေစီကန်လမ်းစီကန်ချိုးဖောက်မှုပေါ့နော်ကိုကသူတို့သတ်မှတ်ထားတဲ့အမှတ်ထိမရောက်ဘူးဆိုရင်တော့ဒါဟွန်ဂီကန်ဒီကိုသွားရောက်သွားမယ်ပေါ့နော်အဲ့လိုမှမဟုတ်သူတို့သတ်မှတ်ထားတဲ့အမှတ်ကိုထပ်ပြီးရောက်သွားတယ်ဆိုလို့ရှိရင်တော့သူတို့အကြောင်းကြားစာပို့မယ်ပေါ့နော်အကြောင်းကြားစာပို့ပြီးတော့တစ်လအတွင်းမှာကိုယ်ဆောင်ပွဲဖြေရမယ်ပေါ့နော်စိုင်းရှိကန်လောက်ရမယ်ပေါ့နော်ဒါတနည်းပေါ့နောက်တစ်ခုဒီဘက်ကကျတော့ကိုကဒီ social online ရှာကိုရှူပေါ့နော်ကိုကတော့မလုတ်လိုက်မိဘူးပေါ့နော်မလုတ်လိုက်မိဘူးဆိုလို့ရှိရင်သူကနောက်ထပ်ဒီအကြောင်းကြားစာပို့မယ်ပေါ့နော်သူလည်းအကြောင်းကြားစာရောက်လာမယ်အကြောင်းကြားစာရောက်လာတဲ့တစ်လအတွင်းမှာပေါ့နော်အကြောင်းကြားစာရပြီးတော့တစ်လအတွင်းမှာဒါ site ရှိကန်လောက်ရမယ်ပေါ့နော်အဲ့မှာ site ရှိကန်လောက်လို့ဂေါကကူဖြစ်သွားတယ်ဆိုတော့
ဟောဝီကန်တုံသွားမယ်တကယ်လို့မှဖိုကိုကတ်ကူဆိုရင်တော့ဒါမန်ကီယိုတိုရီခဲရှိပေါ့နော်အဲ့ဒီလိုမျိုးအကြောင်းကြားစာရလာတဲ့တစ်လအတွင်းမှာကိုပဲဒီစာရေးရှိခံအောင်မဖြေဘူးဆိုလို့မဖြေတဲ့လူလည်းပဲပေါ့နော်ဒါမန်ကီယိုတိုရီခဲရှိဖြစ်မယ်ဆိုပြီးဒါပြထားတာပေါ့နော်โอเคဒီအထက်ကစာကဒီအောက်ကဇယားကိုသူကစာနဲ့ပြောပြထားတာပေါ့နော်ဒါကတော့ဇယားနဲ့ပြထားတာဒါလေးကဒီလောက်ဆိုရင်တော့အဆင်ပြေမယ်ထင်ပါတယ်အလုံးစုံမင်းတရားလေးပဲမေးမယ်ထင်ပါတယ်ဒါကျွန်တော်တို့ဖြေတဲ့ဆောင်းပွဲမှာတော့မေးတာတော့မတွေ့ဘူးပေါ့လေအရှိန်ကြော်တာနဲ့ပတ်သက်ပြီးတော့ဒါအမှတ်ဖြတ်ပုံလေးကိုဒါတစ်ချက်နည်းနည်းလေးပြောပြပေးမယ်နော်အဲ့တော့1ကီလိုမီတာကနေဒီ14ကီလိုမီတာအတွင်းဆိုလို့ရှိရင်သူကအမှတ်အနေနဲ့ဆိုရင်တမတ်လျှော်တယ်ပေါ့နော်တမတ်လျှော်တယ်ဒဏ်ရေးအနေနဲ့ဆိုရင်သူ9000ပေါ့နော်9000နောက်တစ်ခါကျတော့15ကနေ19အတွင်းဆိုလို့ရှိရင်အမှတ်ကတော့တမတ်ပဲလျှော်တယ်ဒါပေမဲ့သူကဒဏ်ကြီးကတော့ဒဏ်ကြီးကကျတော့သူက12000ပေါ့နော်နောက်တစ်ခုပေါ့နော်20ကနေပြီးတော့24ကီလိုမီတာအတွင်းဒါအရှိန်ကျော်လွန်ပြီးတော့မောင်းတယ်ဆိုလို့ရှိရင်အမှတ်အနေနဲ့ဆိုလို့ရှိရင်ဒါ20ပေါ့နော်20ကနေပြီးတော့24ပေါ့နော်24တွင်ဆိုလို့ရှိရင်သူအမှတ်အနေနဲ့ဆိုလို့ရှိရင်2မှတ်လျှော့အမှတ်က2မှတ်ပြီးတော့ရင်းစည်းကမ်းလမ်းစည်းကမ်းချိုးဖောက်တဲ့ဒဏ်ကြီးကကျတော့15000ပေါ့နော်15000ရမ်းပေါ့နောက်တစ်ခါ25ကနေ29ပေါ့နော်25ကနေ29အတွင်းမှာဆိုလို့ရှိရင်အမှတ်အနေနဲ့ဆိုလို့ရှိရင်တော့သူ3မှတ်လျှော့တယ်ပေါ့နော်ပြီးရင်ရင်းစည်းကမ်းလမ်းစည်းကမ်းချိုးဖောက်တဲ့ဒဏ်ကြီးကကျတော့18000ဒီ30ကီလိုမီတာအထက်ပေါ့နော်ဒါ30ကီလိုမီတာအထက်ကျော်လွန်ပြီးတော့မောင်းမယ်30ကီလိုမီတာအထက်ကျော်လွန်ပြီးတော့ချိုးဖောက်မယ်ဆိုလို့ရှိရင်တော့သူကအမှတ်က6မှတ်ရောမယ်ပေါ့နော်အမှတ်က6မှတ်ရောမယ်အဲ့တော့ဒီလိုင်စင်ကိုကျတော့တစ်လပိတ်သိမ်းခံရနိုင်တယ်ပေါ့နော်လိုင်စင်ကျတစ်လပိတ်သိမ်းခံရနိုင်တယ်ပေါ့နော်ဒီကီလိုမီတာ30ကျော်သွားလို့ဒါအမှတ်6မှတ်ရော့ပြီဆိုရင်တော့နော်30အထက်ကျော်လွန်ပြီးမောင်းအမှတ်6မှတ်ရော့ပြီဆိုလို့ရှိရင်တော့သူကရင်းစည်းကမ်းလမ်းစည်းကမ်းထူဖောက်မှုတွေမဟုတ်တော့ဘဲနဲ့ရာဇဝတ်မှုတွေမှာပါတယ်ဆိုလို့သူကဒါပြောတာပေါ့လေနော်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်လည်းထောင်ဒဏ်ဆိုလဲ6လအောက်ပေါ့နော်ပြီးတော့ဒီငွေဒဏ်ဆိုရင်လည်းဒါ10,000အောက်ပေါ့နော်ဒါပေးဆောင်ရမယ်ဆိုပြီးဒါသူကဒါသတ်မှတ်ထားတယ်ပေါ့လေနော်ဒီအမှတ်နဲ့ပတ်သက်တာတော့ဒါဘုသူဒ္ဓအနေနဲ့ပြောပြတာပေါ့လေနော်โอเคအခန်း73ကစာရီကများတော့အချိန်လဲကြာတယ်ပေါ့နော်ဒီနောက်ကကြံတဲ့ဥစ္စာတွေကကြတော့ဒါဆောင်းဝဲမှာမမေးတာဖြစ်တဲ့ကြောင့်မလို့ဒါတွေကိုတော့ထပ်မရှင်းတော့ဘူးပေါ့နော်တကယ်လို့မှသိချင်တဲ့လူတွေဆိုရင်တော့စာအုပ်ရှိတယ်ဆိုလို့ရှိရင်တော့စာအုပ်ထဲမှာတစ်ချက်လောက်ဖတ်ကြည့်ပေါ့နော်ကျွန်တော်တောင်းမှလုံနေနေတာပြင်းပြင်းသွားတယ်ပေါ့လေနော်နားထောင်တဲ့လူတွေဆိုလဲဒါအချိန်အကြာကြီးပေးရတာဖြစ်တဲ့ကြောင့်မလို့ပြင်းမယ်လို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့တတ်နိုင်သမျှတော့ဒီမေးနိုင်တဲ့ဟာတွေလောက်ပဲတတ်နိုင်သမျှရှင်းပြထားတယ်ပေါ့လေနော်တတ်နိုင်သမျှခြုံပြီးတော့โอเคအားလုံးကျေးဇူးတင်ပါတယ်